ကျေးဇူးတင်တယ်ဖျားရှင်ကောင်းကြီးပေးပါစေ741မှာကျွန်တော်တို့စတယ်နော်အာမင်ဒီနေ့ဖတ်ပေးတဲ့ကျမ်းပိုက်အတွက်နာမတော်ကိုချီးမွမ်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျမ်းပိုက်တွေကနည်းနည်းဖတ်ဆရာရှိသေးတယ်နောက်မှတစ်ခုပြီးတစ်ခုဖတ်လိုက်တော့မယ်နော်ဆိုတော့ဒီညနေမှာဒီတိတ်ကောအခန်းကြီး7ဘယ်တစ်ခုပဲမဟုတ်ပဲနဲ့ကျွန်မကလောကတိုင်းအကြောင်းကိုကျွန်မကဂဂနာနာပေါ်တည်တည်ချာချာပြောပြခြင်းနဲ့တီးပြေးသားလို့ဖြစ်မှာပါနော်ဒါမဲ့ကျွန်မကပါကိုတိစေခြင်းလဲဆိုရင်ဓမ္မဟောင်းကျမ်းမှာလေဓမ္မဟောင်းခက်ကလည်းဒီဟာနဲ့ပတ်သက်ပြီးတော့ရှစ်ပြေးသားဖြစ်တဲ့ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကိုကျွန်မကပြောပြခြင်းတာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ခုနဖတ်တဲ့ကျမ်းစာမှာဆိုရင်ဘာကိုပြောတာလဲဆိုလို့ရှိတော့ဖခင်ရဲ့ wisdom ဖခင်ရဲ့ပညာဘယ်မှာရှိတယ်လဲပေါ့နော်ဆိုတာဆိုတဲ့အကြောင်းပေါလုကပြောရင်းနဲ့ဂျူးတွေကသူတို့ကဘာကိုတောင်းဆိုတာလဲဂျူးတွေကဘာကိုတောင်းဆိုတာလဲဆိုရင် science နမိတ်လက္ခဏာကိုတောင်းဆိုတာဖြစ်တယ်အမြဲတမ်းနမိတ်လက္ခဏာဆိုတော့သခင်ယေရှုကတခါပါပြောလဲဆိုရင်မင်းတို့စီမှာငါပြမယ်နမိတ်လက္ခဏာနောက်ဆုံးတစ်ခုအကြီးဆုံးကတော့နော်ဗာလေဟိုယောနာရဲ့နော်ငါးထဲမှာ3ရက်ညနေတဲ့အကြောင်းဒါကကြီးဆုံးနမိတ်လက္ခဏာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြသူတို့ကတော့နမိတ်ပြဒါဆိုလို့ရှိရင်ဘုရားသားတော်ဖြစ်တာမေဆယတကယ်ဖြစ်လားဆိုတော့သူတို့ကစမ်းကြည့်ခြင်းနောက်ကြတော့နောက် Greek တွေကြတော့သူတို့က wisdom ပညာကိုရှာတယ်ဒါကြောင့် Greek တွေမှာ philosopher နော်ပညာအတွေးအခေါ်ပညာရှင်နာမည်ကြီးတွေက Greek ထဲနေအများကြီးထွက်လာတယ်နော်ကျမတို့တွေကသင်ရတယ်ကျမ်းစာကျောင်းမှာလည်းသင်ရတယ်လို့တခြားပညာသင်တဲ့လူတွေကလည်း Greek ပညာ philosophy တွေအများကြီးသင်ရတယ်သူတို့ကလဝကတိုင်းမှာအသေးခံချင်းဆိုတာတော့သူတို့အတွက်လုံးဝအုံနောက်မရှိချင်းလို့သူတို့ကနားလည်တာဖြစ်တယ်အုံနောက်ရှိတဲ့လူကဘာဖြစ်လို့လဝကတိုင်းမှာသေခံမလဲဆိုတဲ့ကိစ္စနဲ့သူတို့ကအလုံးမဖြစ်ဘူးပေါ့ယေရှုရဲ့လောကတိုင်းမှာတေချခံခြင်းက foolishness နော်မိုက်မဲခြင်းအမှုလို့ခံယူတာဖြစ်တယ်ဒီနေ့လက်တချို့တွေကလူငယ်တချို့ကဘာဖြစ်လို့ယေရှုကဒီလောက်တောင်အနှိမ့်ဆက်ခံပြီးမှသူ့ကိုယ်သူတခြားဟိုပြောင်းလဲလိုက်တာမဟုတ်ဘူးသူကဘာဖြစ်လို့အရှုံးပေးတာလဲဘာဖြစ်လို့စာတန်ကိုအရှုံးပေးတယ်လဲလို့ကျွန်မအော်စီသွားတော့လူငယ်တယောက်ဖယားเจ้าမတော်တော့တဲ့လူငယ်လေးတယောက်ကကျွန်မကသူ့ကိုတွားတွေ့ပြီးမှစကားပြောတဲ့အခါသူ့မှာမေးခွန်းတွေရှိတယ်အဲ့ဒီမေးခွန်းထဲမှာတစ်ခုကဒါဖြစ်တယ်ယေရှုဒီလေဝါကတိုင်းမှာအရှုံးပေးသွားတယ်လို့သူတို့ကယုံကြည်တယ်အဲ့ဒီအရှုံးပေးခြင်းဒီဘဒုကိုအရှုံးပေးတာလဲလို့သူတို့ပြောချင်တဲ့အရာကစာတန်ကိုအရှုံးပေးတာပေါ့လူစီဖာကိုအရှုံးပေးတာဖြစ်တယ်လို့သူပြောတယ်အဲ့ဒါနဲ့ကျွန်မပြောတယ်ဖယားသခင်ကလူစီဖာကိုတိုက်ဖို့တောင်မစင်စားဘူးလို့လူစီဖာနဲ့ဖယားနဲ့ညီမျှချင်းလုံးဝမရှိပါဘူးရန်သူတာဖြစ်တာဒါပေမဲ့သူတို့ကဖယားကတိုက်ဖို့စီစဉ်လုံးဝမရှိဘူးအရှုံးပြီးတာစာတန်ကအရှုံးပြီးတာလူအပိုင်းကနေပဲလူကအပြစ်လုပ်တော့နှိမ်ကြတဲ့အခါမှာစာတန်ကတို့ကတိုက်ဖို့ပဲရှိတယ်ဒါတခုပဲဖယားကတော့စာတန်ကိုတိုက်ဆရာမလို့ဘူးဖယားနဲ့စာတန်နဲ့လည်းပြိုင်တာမဟုတ်ဘူးအဲ့ဒါကိုနားလည်ဖို့ဖြစ်တယ်လို့ကျွန်မရှင်းပြတဲ့အခါမှာနည်းနည်းတော့သဘောပေါက်သွားတယ်ဆိုတော့လောကတိုင်းတရားကိုပြောတဲ့အခါမှာဒီကျမ်းစာဓမ္မသစ်မှာဆိုရင်ဂျူးနဲ့ဂရိနဲ့နှစ်ခုကတက်နေတယ်နော်သူတို့အမြင်မတူဘူး background မတူဘူးခံယူချက်မတူဘူးအမှဒီလဝကရိုင်းနဲ့ပတ်သက်တဲ့ဟာဖြစ်လာတဲ့အခါမှာနှမျိုးစလုံးကမေးခွန်းမေးเสียရှိဒါနမိတ်လက္ခဏာလို့တယ်နော်
နမိတ်လက္ခဏာမှာပြဖယားသားလို့မပြောနိုင်ဘူးပေါ့နော်ဒါကြောင့်နီကိုဒီမတ်ကပါပြောတာလေကိုလာပြီးကိုလိုလောက်ခဲ့တဲ့အရာတွေကိုကြည့်တဲ့အခါမှာကောင်းကင်ကလာတဲ့သူဖြစ်မှာပဲလို့ကျွန်တော်ထင်တယ်လို့ပြောလိုက်တဲ့အချိန်ကစပြီးမှသူကတိတ်ကလေးနဲ့ညမှာယေရှုထံကိုလာခဲ့တာဖြစ်တယ်အဲ့ဒါကဖာရိစဲတယောက်ကျမ်းတတ်ပုဂ္ဂိုလ်တယောက်ရဲ့အမြင်မှာလည်းပဲသူပြုတ်လုတဲ့နမိတ်လေးခဏဘာလို့လဲဓမ္မဟောင်းမှာဒီဟာတွေဖြစ်မဲ့ဆိုတဲ့ sign တွေကဖြစ်လာမဲ့အရာတွေသူတို့ကသိပြီးသားယေရှုလာမဲ့ခါဘယ်ပုံစံဖြစ်မဲ့ဆိုတော့သူတို့သိပြီးသားဒါကြောင့်မို့တချို့ကမရိပ်မိပေမဲ့နီကိုဒီမတ်ကရိပ်မိတဲ့အခါမှာသူကပြောင်းလဲသွားတယ်ဟာလေလုယာအာမင်ဆိုတော့ဒီမှာပြောချင်တာကလဝကရင်တရားဆိုတာ crucifixion အသေးခံခြင်းအပြစ်သားများကိုဒဏ်ပေးတော်နေရာဖြစ်တဲ့အခါမှာဟုတ်လားလက်ခံဖို့အလုံးပဲခက်ခဲသောအရာတစ်ခုဖြစ်တယ်ကျမတို့တွေကလေဂျေဇုတော်အကြောင်းလွယ်လေးနဲ့လက်ခံပြီးဖယားကိုအသေးအလဲချစ်တာဂျေဇုတော်တက်ဖြစ်တယ်နော်လူတွေကယုံဖို့မလွယ်ဘူးဒီကိစ္စမယုံရင်တွားတရားဟောကြည့်ဖယားမသိတဲ့နိုင်ငံတွေမှာတွားကြည့်ပါလားကျမတို့ကခံယူပြီးသားယုံကြည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ပြောလို့လွယ်တာမခံယူသေးတဲ့အရာတွေတော့ဘာကြောင့်သေးတာလဲဘာဖြစ်လို့လဲဘာဆိုင်လဲဟုတ်လားသူတို့အတွက်မေးစရာတွေအများကြီးရှိတယ်မေးခွန်းတွေအများကြီးရှိတယ် Praise the Lord ကျမတို့အတွက်ကြတော့လွယ်လေးနဲ့သွေးသားထဲမှာလက်ဝါးကတိုင်းတရားဆိုရင်တော့ကျမတို့ကလက်ခံပြီးသားဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းတယ်ဒါပေမဲ့တစ်ချိန်မှာကျမတို့စဉ်းစားဖို့လိုတာကကျမတို့ရဲ့သားသမီးမျိုးဆက်တွေကအမေရိကမှာကြီးထွားပြီဆိုရင်တနေ့ကျရင်ဒီလက်ဝါးကတိုင်းတရားဟာပျောက်သွားနိုင်တယ်ဒါကြောင့်ဒီနေ့သူတို့တွေထဲမှာလဲတွင်းပေးဖို့အရန်လိုတယ်အခုဖျားเจ้าတွေစောက်တဲ့အခါမှာသူတို့ဒီမှာကျမဒီမှာလက်ဝါးကတိုင်းလေးတွေ့တယ်ကျမရန်သဘောကျတယ်ဖျားเจ้าထိတ်တွေမှာခရိယန်ဖြစ်တဲ့ဟာတွေတောင်မှလက်ဝါးကတိုင်းကိုမထားတော့ဘူးနော်ဘာနဲ့တွားတူတယ်ဆို Christian Science တို့လက်ဝါးကတိုင်းမရှိဘူးနော်ပြီးတဲ့အခါမှာတခြားဖျားเจ้าတွေလက်ဝါးကတိုင်းမရှိဘူးလေနော် RC ဖျားเจ้าတို့ Lutheran တို့ Methodist တို့နော်ဘာတို့ညာတို့ကျမတို့ကရှိသေးတယ်အခုနောက်ပိုင်းမှာလက်ဝါးကတိုင်းကိုတကယ်လောက်ဖို့ကဒီလောက်မလိုပါဘူးလက်ဝါးကတိုင်းဆိုတာကလေကျမတို့စိတ်နှလုံးထဲမှာပါဆိုပြီးမှဒီ sign တောင်မှမလုပ်ချင်တဲ့လူရှိလာပြီနော်မနေ့တနေ့ပေါ်လာတာလို့ကျမတို့ထင်တယ်ဒီအထင်ကိုမမားစေချင်ဘူးယေရှုခရစ်အသေးခံတဲ့အချိန်မှာယောမသားတွေကအချင်းသားလို့ပြောမလား criminal 3000လောက်ကတော့သူတို့ကလေဝါကတိုင်းမှာအသေးခံပြီးပြီယေရှုအသေးခံတဲ့အချိန်မှာအဲ့ဒီလေဝါကတိုင်းမပေါ်ပေါက်ခင်မှာသူတို့ကတော့ punishment လုပ်တဲ့အခါမှာအမျိုးစုံပေါ်တစ်တိုင်တွေမှာ now expulsion အဲ့ဒါမျိုးတွေမှာသူတို့လုပ်တယ်နောက်ပိုင်းမှာပြန်ပြီးမှတဲ့မှပြီးမှဒီတကက် cross ကိုလှုပ်လာတာဖြစ်တယ်။ဒါဖျားသခင်ရဲ့အစီအစဉ်ကကဘာဦးမှာရှိခဲ့ပြီ။တက်တိုင်နဲ့ပတ်သက်ဒီမှာလောကတိုင်းနဲ့ပတ်သက်ဒီမှာပထမဦးဆုံးမှာယစ်ပရောဟိတ်များကကျွန်မရုပ်ပုံကိုဒီနေ့ရှာမတွေ့လို့ဒီဥစ္စာကယစ်ပရောဟိတ်တွေက offering တမျိုးကိုပေးတဲ့အခါမှာဒါက heave offering နဲ့ wave offering လို့ခေါ်တယ်နော်အဲ့ဒီဥစ္စာကိုလုပ်တဲ့အခါယစ်ပရောဟိတ်ကပလင်မာလာပြီးတော့ဒီလိုပေါ့နော်အသားကိုဒီဘက်ချမ်းကိုယစ်ပရောဟိတ်ကလုပ်တဲ့အခါမှာအပေါ်ကိုမြောက်ပြီးတော့ဘေးကိုပြန်တဆောင်းပြန်လုပ်တော့ကားတိုင်းပုံနဲ့အဲ့ဒါနေတော့နော်အဲ့ဒါဒီရဲ့ဒီနာနေကိုလေ wave offering လုပ်ပြီးဆိုရင် wave ကဒီလို
ဒီလိုပြန်ချလောကတိုင်းပေါ့အဲ့ဒီကလေးကဖယားသခင်ကအကြံအစီရှိတယ်အလကားလို့ခိုင်းတာမဟုတ်ဘူးနနေ့သူသားတော့ the word နှုတ်ကပတ်တော်လူစားတိခံယူတဲ့အခါမှာတချိန်မှာလက်ဝါကရင် cross ပေါ်မှာနော်အသက်စဒေးခံရမယ်ဆိုတာကိုပြပြီးပြီအဲ့ဒီချိန်မှာနော်သူရဲ့ fulfillment ပြည့်စုံခြင်းတွေဖြစ်တယ် now ဧတယေလတွေခရီးထွက်တဲ့အခါမှာသူတို့ကိုဘယ်လိုပုံစံထွက်ခိုင်းလဲဆိုရင်အဲ့ဒီရုပ်ပုံပထမရုပ်ပုံကမ်လုပ်တဲ့ပုံကိုထည့်ပေးပါအဲ့ဒါကြည့်မယ်နော်ဧတယေလတွေတောထဲမှာ12ပါးလုံးသူတို့ကခရီးထွက်ပြီးတော့စခန်းချတယ်လမ်းမှာစခန်းချတဲ့အခါမှာသူတို့ကလက်ဝါးကတိုင်းပုံစံနဲ့သူတို့ကစခန်းချတာဖြစ်တယ်နော်တင်လို့မရဘူးလားခဏလေးစောင့်ရမလားဒါမှမဟုတ်ဘယ်လိုလုပ်ရမလဲရုပ်ပုံတွေကတော့ပေးထားတယ်နော်ဟုတ်ပြီဒီမှာရပြီ praise the lord ဟုတ်ပြီနော်အဲ့ဒါကိုကြည့်ပါဒါကဓမ္မဟောင်းမှာရှိပြီးသားနော်ကြံဖန်ဘာလို့ဖျားကဒီလိုလုပ်တာလဲနော်အလဲမှာဘာရှိတယ်လဲဆိုတော့တဲတော်ထားတယ်အဲ့ဒီတက်ဘေးမှာအဲ့ဒီမှာအလုံးမဲ့လူတွေကိုပဲဘေးမှာအမဲလေးနဲ့တွေ့လားအကွက်နဲ့၃ကွက်နဲ့ထားတယ်ရစ်ပရောဟိတ်အမျိုးတွေပဲဒီမှာထားတယ်ပြီးတဲ့အခါမှာဒီဘက်မှာသူ့ရဲ့အဖွဲလိုက်၃ခုစီပေါ့နော်3လေးဒီစနစ်ဟုတ်လား12ပါးစလုံးကိုဒီလိုစခန်းချခိုင်းတယ်ကျမတို့အထင်မှာတော့ဧတေလတွေကအီဂျစ်ပြည်ကနေထွက်လာတဲ့အခါမှာသူတို့ကတော့ဘာပုံစံနဲ့အကုန်လုံးသူတို့နွားတွေကလောင်းတွေပါတယ်နဲ့ဒီလိုတခါတလေကျမတို့ပြောဘဲတွေတောင်မှကျမတို့တဲလာတလို့ပြောတတ်တယ်ဟုတ်လားအမှုတော်ဆောင်တွေတရားဟောရင်နည်းနည်းသူများရည်ချင်အောင်ပြောတာလားတော့မသိဘူးဘဲတွေလမ်းလျှောက်တာနေလို့တဲ့အခါမှာကွက်နဲ့ဆိုတော့ဒါနေတယ်လို့ကျမတို့ငယ်တော့ကevangelist တွေကဒီလိုလာညာတာကိုဘာမဆိုင်ဟုတ်လားဘာပြောလေဘဲလာချက်လာတော့အဲ့ဒါလေးတွေရှိရင်တော့တဲသွားမှာပါနော်လူချေလနဲ့တော့တူမှာတကယ်တမ်းကျမ်းစာကိုဓမ္မဟောင်းကိုတေချာဖတ်တဲ့အခါမှာလေသူတို့ကိုအာမီလို့နော်အာမီဆိုတာဘာလဲစစ်တပ်တွေလို့သူတို့အုပ်လိုက်နဲ့ကောင်းလေးစနစ်တကျသူတို့ရေတွက်ထားပြီးမှစနစ်တကျတော့ခိုင်းတာနော်ချီတက်တဲ့ဟာမျိုးတော့မဟုတ်ပေမဲ့စနစ်တကျပဲဟိုဟာဒီဆွဲဒီမှာဟိုခလေးကချီပါနေတဲ့ဆိုပြီးတော့လိုက်လောက်တာတွေတော့မဟုတ်တော့ဘူးသူတို့အကောင်လုံးထားသွား sorry ပဲနော်ဒီပလင်ပေါ်မှာဒါတွေတော့နားလည်နိုင်ပါစေပြောချင်တာကကျမအထင်မှာအရင်တုန်းကလည်းအိုးကျမတို့ဗီဒီယိုမှာတွေ့တဲ့အခါမှာအောက်လိုက်ကြည့်လိုက်ဟူးဆိုအဲ့လိုပဲသွားတာကိုကျန်းစာတကယ်ဖတ်တော့သူတို့တတ်လို့လေတတ်ချပြီးမှကောင်းလေးနဲ့သူတို့သွားတာနော်ဆိုတော့ကျမပြောချင်တာကဘုရားရှင်ကစနစ်တကျနဲ့အရာခသိန်းနောင်တစ်ချိန်မှာတားတော်ယေရှုခရစ်အသေးခံမဲ့အရာကိုဟိုကပါဦးကလေးကသူကလှုပ်ချပြီးပြီလောကတိုင်းပုံစံမဟုတ်ပေမဲ့အသွေးသွန်းလောင်းခြင်းဆိုရင်အခန်းကြီး1ထဲမှာအခန်းကြီး2ကပါဦးကျမ်းထဲမှာရှိနေပြီဟုတ်လားနော်ဆိုတော့အဲ့ဒါမှဒီမှာလေဝကတိုင်းမှာပါပြီမဲ့ crucifixion of the blood ဆိုတာဒီမှာပါပြီးပြီဆိုတော့ဖယားသခင်ရဲ့ယင်ထဲမှာဘာရှိလဲကျမတို့အားလုံးကိုတိတ်ချစ်တဲ့အတွက်ကြောင့်ပြန်လိုက်လာဖို့နော်
Eddie Banega Chamaro Pure, Willow Pian Penine Poyan, Sisin de Akama, Payaga Sane, Tatiane Sisin Dapide. Aben? Chaitalo de Chamaro Rega, oh, Digane Yaring with Tala Low to it, La Hago Balema Sisimbu, Di Malore Mingma up your whole la, Pela, Kunayene, Wega Kong Toyo, Odemala, Pechega. Eri builde mibo huari chandera da masiro da phidale lo allo tone le kong twa bi so ro mashi ro bu eri pong san mo bu phya ta khin ga chama ro ko u saung da le no si man khin ne sanit ta cha ne chama ro ko u saung twa da phit de amen phya ta khin ga di tain be chama ro a long ko le no si man khwan khwe tat pho phya lo ro shi de amen so di ma chama pyo chin da Crucifixion at the Belauti on crucifixion lo pure kama. Yeshu Korea at Tessadi can po ka tu a chain tu yadi tu ye naingan ye not 2 year below comale kala a chain kalama chite hane kai me ayago Belau Jodin titale Belau pinsin tale no kapa u tega pinsin bi Ubama Jamal Solomon Babu Elisha prophet John the Hushide Mala prophet school low pido Arane Lua Miala de Kamangaro Masando Bu Garo Engo Tatlo Meso pido Tippini Koda Kopo ha passing Mashibu Pipiano passing to Angare passing the Tippini Kopima Toroye Bale ministry a can go chair Potodoa Londa Kama Passinga Yirema Jador Hola Mami Jala. Pasayirema Jare Kapalo dale Pia Bala Ilishega Ka Tuaba Bilo Tineka Piata Tanga Larino. Tita the Kuku Wallow like no? And I Pijirema Chala. So Tetago you be Eri Chauma Yema Chala de Kama. Pasinga Apo Tetla. Hallelujah. The Lovachamaro Mayonji to Alo Apitarega, Yeshugo Yonchida, getting Chinto di Lewaka and Tayango Yonchi de Kama, Apo Matetin de Lure, no, Au Mare Tene Lure, Apo Telara, Ateshin Quinara, supernatural, the power lunet, the Wakara and Tiaga, Chamaro go Chimiara Pide, Hallelujah, Amen. The Mary Lewaka and Titaga. Lewakara in Pongo sound tit sorehaga. Yeshu te can make yaw sound. Dame, Elaga dilo low tadala, cross nelola, malogula so, chamaro matibu. No, titata huchala or tide. Amedaga crosska, the Mahama she may be, so that chamaro nale po lu ate. Amen. Now the tabernacle ma furniture go taria, napong the hugo piabao. Now pong the coop, dutia pong, no, chibao, the net of piare, no. The Bayman dolo pioma chamaro dia, tero tema, to a furniture go tare a pong sanga. Edipo, a win wagani sapida, pong sanga di pong san. No, Edipo san netuari hotia. Lewakara pong san netua, alo aliao, pinny resora, to yari. Dadega pia the key, sisin chimba. The method da low near that chamber. Cross to the Nalema hope. To the Namale. Takuro sheet. Cheng Ching Kando to her. Lewakaraima, take Hayame Sora. Take time boma so that Sakalong the Kuro to the Petari. No, Daga Baledam how much she did. Chamaro Galati Canditong setoma. Moshi Pinyat Chiango. Belopom Piomale. Sagan Nama town that was changing Amangala can't adopt to Peter. To do the tet time poma. Soyame, changing Kayado to the tet time poma, Soyame, so that Sakalonga, Galatito, the Sede, Tonga Hagatama, how much sheep. So anything Maro, tet time, so that Sakalongoro, Tone. Again, I should create a take on Laria Kama, tit time poma, when look walk, garing poma, a take on the social motuya. Dagata Mahama.
အများကြီးသူရဲ့ fulfillment ကျမတို့လိုက်ရှာလို့ရှိရင်တွေ့ရအောင်ပါ၃ခုအနည်းဆုံးကဗာလဲ wave လောက်တယ်နော်ရှစ်ပရောဟိတ်က wave and heave offering လောက်တော့သူကအပေါ်မှာမြောက်ရတယ်မြောက်ပြီးမှဒီလိုလေထဲမှာဒီလိုမြောက်ပြီးဒီဘက်ကိုရမ်းပြီးဒီဘက်ကိုပြန်လုပ်တယ်လက်ဝါးကတိုင်းပုံတယ်အာစီဖာဒါတွေကဒီဖုန်ကြီးတွေကဟိုကိုယူတဲ့အခါမှာဒီလိုလှုပ်ပြီးတဲ့အခါမှာဒီလိုလှုပ်တယ်မလားလက်ဝါးကတိုင်းပုံဒါကဒီယစ်ပရောဟိတ်တွေကစခဲ့တဲ့ဟာသူတို့ကဒါကိုဆက်လုပ်တာဖြစ်တယ်လက်ဝါးကတိုင်းကအဲ့ဒီထဲကအဲ့ဒီဒုံကလေးကရှစ်ပြည်တာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်Praise the Lord. Amen. ကျွန်တော်ခုမှထွင်ထားတာမဟုတ်ဘူး။AD 300ကျော်ဖြစ်တဲ့ခါမှာထွင်တာမဟုတ်။ယေရှုခရစ်AD 330တဲ့ဟိုမှာတေအဆုံးသွားတာနော်ဟုတ်လား33အဲ့ဒီမှာမဟုတ်ပါဘူး။ဟိုးခတဲ့ကဘုရားသခင်ရဲ့အစီအစဉ်အကြံစီရှိတယ်ဆိုတာကျွန်တော်တို့နားလည်ရတယ်။ Hallelujah.ဒါမဲ့ဒီကိကျမတို့ဒီလေဝါကတိုင်းနဲ့ပတ်သက်ပြီးတော့နားလေကြလားဆိုတော့ကျမတို့ကတိတ်ပြီးတော့နားမလဲဘူးကျမတို့တွေ့တော့မိုက်ရိုင်းစရာပေါ့ Greek တွေကတော့မှ Greek တွေဘလောက်ထိယေရှုခရစ်ရဲ့လေဝါကတိုင်းမှာအသေးခံခြင်းကိုမိုက်မဲခြင်းလို့ခေါ်တယ်လေလေဝါကတိုင်းမှာသူတေခံသွားတာသူတို့ကသူ့ရဲ့ပညာကိုကြိုက်တယ်သူ့ရဲ့နမိတ်လက္ခဏာတွေသဘောကျတယ်သူတရားဟောတာတွေတိတ်သဘောကျနောက်ဆုံးမှာတော့သူကအဆုံးတတ်သွားတာကလောကတိုင်းဖြစ်တဲ့အခါမှာနော်ဘာစီလိုနာရောက်စပိန်မှာဘာစီလိုနာရောက်သွားတဲ့ဆိုရင်မြူဇီယမ်ကိုသွားပါနော်မြူဇီယမ်ကျမတို့မသွားသေးဘူးသွားကြည့်ချင်တယ်အဲ့ဒီမြူဇီယမ်မှာတဲ့နော်ရုပ်ပုံတစ်ခုဆွဲထားတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆိုတော့တော်တော်ကြာပြီပဲရုပ်ပုံတစ်ခုကလဝကတိုင်းမှာလူတယောက်တေခံတဲ့အဟာကိုထားပြီးမှခေါင်းကခွေးလာစိတ်ရဲ့ခေါင်းလိုတစ်ခုထားတယ်။ဘာကြောင့်လဲဆိုတော့အသေးခံတဲ့လူယေရှုခရစ်ကိုပြောင်းလောင်တဲ့အရာဖြစ်တယ်။အုံနောက်မရှိတော့သူဆိုပြီးမှပြောင်းလောင်ထားတာဖြစ်ပါတယ်။ဒါနာမလဲတဲ့သူတွေ့ဒါကြောင့်လဝကတိုင်းတရားဆိုဒီနာမလဲတော့သူတွေ့ foolishness မိုက်မဲချင်းဒါမဲ့နားလေတော့သူတွေ့ပညာတရားဖြစ်တယ် hallelujah 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 ဒီလဝကတိုင်းတရားကြောင့်ကျွန်တော်တို့အဝတ်ဖြူစင်တော့ကဲတင်ချင်းဝလုံးဝေရတယ်ဖြောင်းမချင်းဝလုံးကျွန်တော်တို့ဝေရတယ်ဒီလဝကတိုင်းတရားကြောင့်ကျွန်တော်တို့ဒီအသက်ပင်ရဲ့အသီးကိုပြန်စားပြီးအသက်ပြန်ဆေးရတာဖြစ်တယ် hallelujah ဒီလဝကတိုင်းတရားကိုကျွန်တော်တို့ကနော်ရှုံချလို့မရဘူးကျွန်တော်တို့ကိုယ်တိုင်မျက်နှိုးပြီးမှအသေးခံရဲတဲ့အထိဘုရားရှင်ကဘာဖြစ်လို့ဒါကိုရွေးချယ်တယ်လဲဆိုတာကျွန်တော်တို့ကသိဖို့ဖြစ်တယ်ဆိုတာဒီကနေ့ကျွန်မပြောပြချင်တယ်ဟာလေလုယာဒီလဝကတိုင်းကယေရှုခရစ်တယ်လာတော့မကသူ့အထဲမှာသူ့ရဲ့သူနဲ့ဆက်နေတဲ့အရာခတ်သိမ်းမှာဒီလဝကတိုင်းရှိတယ်ဖန်ဆင်းသမျှသောအရာဒီအစအဝတ်နဲ့ယေရှုကတည်းလာတဲ့အတွက်ကြောင့်လဝကတိုင်းဒီနေရာတိုင်းမှာရှိတယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်ကျွန်တော်တို့မသိပေမဲ့ကျွန်မကောလောသဲထဲမှာကျွန်မဖတ်ကြည့်မယ်ကောလောသဲအခန်းကြီး1ကိုကျွန်တော်တို့ကြည့်မယ်ကောလောသဲအခန်းကြီး1အငယ်15ကနေကျွန်မဖတ်မယ်တာတော်ဒီမမြင်ရတော့ဘုရားသခင်ပုံတံတော်ဖြစ်ပြီးဖန်ဆင်းတော်မူသောအရာအလုံးတို့တွင်တာဦးဖြစ်တော်မူ၏အကြောင်းမူကားကောင်းကင်ဘုံ၌လဲကောင်းမြေကြီးပေါ်၌လဲကောင်းရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများယာဇပလင်များဖြစ်စေဇိုးပိုင်ခွင့်များဖြစ်စေအုပ်ချုပ်မှုများဖြစ်စေအာနာစက်များဖြစ်စေတာတော်အားဖြင့်ဖန်ဆင်းခြင်းခံရ၏ခတ်သိမ်းသောအရာတို့သည်တာတော်အားဖြင့်လဲကောင်းတာတော်အတွက်လဲကောင်းဖန်ဆင်းခြင်းခံရ၏တာတော်သည်ခတ်သိမ်းသောအရာတို့ထက်အလျင်ဦးစွာရှိနေတော်မူ၍ခ
ခတ်သိမ်းသောအရာတို့သည်ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏အင်္ဂလိပ်လိုကျွန်တော်တို့ဖတ်မယ်နော်ပါလို့လဲဆိုရင်ပို့ပြီးတော့မှနားလေဖို့ရန်အတွက်ကိုလိုသဲအခန်းကြီး1အငယ်15ကနေ The Son is the image of the invisible God, the firstborn over all creation. For in him all things were created, things in heaven and on earth, visible and invisible, whether thrones or powers or rulers or authorities, all things have been created through him and for him. အရာခတ်သိမ်းဒီသူကပဲဖန်ဆင်းတယ်သူ့အတွက်တဲ့ဟာလေ through him သူအားဖြင့်ဖြစ်တယ်သူ့အတွက်ပဲဖန်ဆင်းတယ် He is before all things အရာခတ်သိမ်းမရှိခင်ဒီထိုယေရှုရှိပြီ and in him all things hold together အရာခတ်သိမ်းဒီသူ၌အတူတကွဆက်နေတယ်ဆက်နေတယ်ခင်ဗျားဒီဟာခါဖြစ်တယ်ကျွန်မဇုံမီဖြစ်တယ်တချို့မတူပီဖြစ်တယ်ကချင်ကယားကရင်ဗမာအားလုံးကလိုက်လူမဲလူဖြူလူကကွယ်သွားတာကျွန်မတို့ဝါကတိုင်းတရားကကျွန်မတို့တွေးသားထဲမှာရှိပြီး all holds together အားလုံးကျွန်မတို့တွေကအားလုံးကဒီလိုပဲကင်ထားတာချုပ်ထားတာအတူတကွဆက်ဆက်ထားတာဖြစ်တယ် Praise the Lord ဒီရုပ်ပုံကိုကြည့်မယ်ဒီရုပ်ပုံကဒီရုပ်ပုံနောက်တစ်ခုနောက်ဆုံးရုပ်ပုံကိုပြပါဟုတ်ပြီ The Laminin theory เนาะဒါကဒီဥစ္စာကဘာလဲဆိုရင်တရိစ္ဆာန်များရဲ့တွေးမှာတွေးရှိတဲ့အရာဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောရှိသလားတော့ကျွန်မမစုံစမ်းတွေးထဲမှာနော်ဆက်ဆက်ထားတယ်ကြည့်ပါဦးဒီမှာဆေးဖက်ကနေလာတဲ့လူကြောင်းတက်တဲ့လူရှိလား nurse ရှိလားမရှိဘူးနော် nurse တင်တန်းနေမှာလိုအပ်တဲ့ဒီတင်တော့မှာလိုအပ်တဲ့ bios တွေတင်တဲ့လူရှိလားလူငယ်လေးတွေတင်ရမယ်ဒါကအသွေးထဲမှာဒီလဝကတိုင်းကရှိတယ်အော်ဆက်ကောင်းတယ် The Lebanon theory လို့ခေါ်တယ်ဒါကြောင့်ကျမတို့ကဘာကြောင့်မို့ဘုရားရှင်က Leviticus ထဲမှာအသွေးထဲမှာအသက်ရှိတယ်သွေးကိုမစားပါနဲ့လို့ပြောတယ်ခွာတို့ပွဲဆိုပြီးတော့ wet ဦးတွေလုတ်ပြီးမှသွေးတွေထဲသေးတဲ့လူတွေဘယ်နှယောက်ရှိလက်ထောင်ပေးပါမရှိတော့လောက်ဘူးနော်ကျမစုံမိကြမှာပြောနေတယ်သူတို့စကားနာမထောင်သေးဘူးတေးအရေးကြီးတယ်ဒီတရားကိုကောင်းကောင်းသိရင်ဘုရားရှင်ကဘာလို့သွေးကိုမစားခိုင်းတယ်လဲသွေးထဲမှာအသက်ရှိတယ်နော်ဒီအသက်ယေရှုရဲ့အသက်လဝကတိုင်းရှိတယ်နော်ဒီသွေးဆိုတဲ့အရာတွေကသွေးဆိုတဲ့အရာကတေးပြီးတော့အရေးကြီးတယ်ဖခင်နဲ့ယေရှုနဲ့ဆက်ဆက်နေတဲ့အရာတွေဖြစ်တယ်မွတ်စလင်တွေကသွေးကိုတွန်းတယ်လက်လီသားကိုစားတယ်ဆိုတာဒီဒါတွေကြတော့သူတို့တဘောပေါက်လို့မသူကျမ်းစာကိုလိုက်လျှောက်တာသူတို့ကဓမ္မဟောင်းမှာတချို့တွေသူတို့ကုရ်အာန်မှာရှိလို့လိုက်လျှောက်ကျမတို့ခရစ်ယာန်ကြတော့ကဲတင်ချင်းကဂျေဇုတော်ကြောင့်ရတာကျွန်တော်တို့လောက်တာဘာမှမရှိဘူးဆိုပြီးတော့ကြိုက်တယ်လို့ကျွန်တော်တို့ကလားကျမ်းစာနည်းနည်းဖတ်ကြရအောင်လေဘာကြောင့်လူတွေအသက်တိုးလဲတိလားအဲ့ဒီတရိစ္ဆာန်သွေးတွေစားနေတယ်ကျွန်တော်တို့ဖိုးဖွားတွေအသက်တိုးတာယောဂထူတာနော်ဒါတွေကမောရှေရဲ့ law မဟုတ်ပါဘူးချစ်တော်မိတ်ဆွေကောဒီမှာကောလတဲ့ထဲမှာရှင်းပြနေတယ်နော်ဒီထက်မကကျွန်တော်တို့လိုက်ရှာမယ်ဆိုရင်တော့အကုန်လုံးက holds together everything holds together ဖြစ်တဲ့အခါမှာတစ်သားတွေကစတိကအကောင်လုံးကယေရှု
ရှိနေတယ်နော်တိတ်ပန်တဘောရ drug တွေကြောင့်ပြောမယ်ဆိုရင်တော့ဒါတော့ဒီမှာနဲ့တိတ်မဆိုင်ဘူးလေနော်အားလုံး drug 3ခုကနေနော်ဒီ atom ကနေ drug ကိုခွဲလိုက်တယ်ခွဲတယ်ဒီ3ခုကအဆုံးမှာတစ်ခုအနေနဲ့ပဲကြံခဲ့ကြတယ်ဖယားမှာပဲတက်သားတွေဒါတွေတစ်ခုထဲကနေလားတစ်ခုထဲကနေလားယေရှုကပဲလာဟုတ်လားလူတူဒီတာအမြင့်ဆုံးဖန်ဆင်းခြင်းခံရတာနေကြီးပေါ်မှာနော်ဒါမဲ့ drug တွေအားလုံးကိုပြန်ပြီးတော့ကြည်လိုက်ရင်အားလုံးတည်သွားရင်အကုန်လုံးမြေကြီးပြန်ဖြစ်တာတွေလည်းမြေကြီးဖြစ်တာပဲမြေကြီးမဖြစ်တာလည်းဘာမှမရှိတစ်ခုထဲမှာပဲအဆုံးသတ်ဖယားရဲ့နှုတ်တော်ထွက်ကနေလာဖယားအထဲကနေပဲထွက်လာတာဟာလေလုယာနားလဲတယ်နော်အကြောင်းယေရှုခရစ်အဖြစ်ကျမတို့ချင်းလို့ပြောပါစေဇုံမီလို့ပြောပါစေကော်တဲလို့ပြောပါစေနော်ဟိုကလူဖြူတွေလူမဲတွေအားလုံးကယေရှုအဖြစ်ပဲဖြစ်လာတယ်ဟာလေလုယာအရာခတ်သိန်းကသူ့အဖြစ်ပဲလဝကတိုင်းဒီနာဦးကိုတူဖြစ်စေတော့သူဖြစ်တယ် Jew နဲ့ Gentiles တွေတဘာအမျိုးသားလို့ပြောချင်းခံရပြီးမှဂယုဆိုင်မခံရတဲ့တဘာအမျိုးသားကျမတို့ကျွန်တော်တို့တွေအားလုံးဟာဘယ်အရာကဆုစီးတယ်လဲလဝကတိုင်းတရားကပဲ Jew နဲ့ Gentile ကိုတလုံးတဝရဖြစ်စေတာ Hallelujah ဒါကြောင့်ရှင်ပေါလုကြီးကသူစာရေးတဲ့အခါမှာသူရေးတဲ့စာတွေကိုကောင်းကောင်းဖတ်ကြည့် There's a mystery now I know နော် mystery ဆိုနဲ့နဲတော့အရာတစ်ခုငါအခုနားလည်ပြီအဲ့နဲ့နဲတဲ့အရာအရင်တော့မသိဘူးအခုတော့သိပြီသူဘာကိုပြောနေတာလဲ Gentiles တွေကိုလည်းဖယားကငါတို့အထဲမှာဂျူးတွေနဲ့တလုံးတဝဖြစ်ဖို့ဖန်ဆင်းလောက်ခဲ့တာလို့ဝါကရိုင်းတရားကြောင့်ဒါနဲ့နဲတော့အရာလို့သူပြောတယ်ကျမတို့တွေကဲတင်ချင်းရဖို့ဖယားကရှေးမဆွာကခန့်ထားပြီးခေါ်ထားတာပြင်ဆင်ထားတာဖြစ်တယ်ဂျူးတွေကကျမတို့ကိုနားမလဲပဲနဲ့ဝိညာဉ်တော်သွန်းလောင်းတဲ့အချိန်မှာတောင်မှကောနေလျရဲ့အိမ်မှာနော်ပေတရုကတရားဟောတယ်ကောနေလျဆိုတာကတော့တခြားတိုင်းတဘာလူပါသူက Italian regiment ပေါ့နော်စစ်ဘိုလ်ချုပ်တိုင်းတဘာအမျိုးသားပေတရုကဂျူးလူမျိုးဖြစ်တယ်အဲ့ဒီမှာတကယ်တမ်းတရားတော်ဟောပြီးကတင်ချင်းကြောင့်ဟောခိုင်းတဲ့အခါမှာသူဟောတယ်ဝိညာဉ်တော်တခါတည်းဖုတ်သူမစင်တက်လာတဲ့အခါအမလေးချာတော့ပါတာစကားပြောပြီးတော့ prophet ပြုတ်ပြီးတော့အဲ့ဒီမှာဖြစ်နေတယ်အဲ့ဒါနဲ့သူနဲ့ပါလာတဲ့ဂျူးတွေဟာငါတို့ဂျူးတွေပဲတန်ရှင်တော်ဝိညာဉ်တော်ရမလားလို့တဘာအမျိုးသားတွေလည်းရတယ်နော်ဆိုပြီးတော့နော်တမန်တော်ဝတ္ထုအခန်းကြီး4ထဲမှာရှိပါတယ်ဖတ်ပါ30တခုလုံးကိုဖတ်ပါနော်အဲ့တော့ဆက်ကောင်းတယ်နော်လူတွေအမြင်မှာဂျူးတွေအမြင်မှာတော့ဒီလူတွေဘယ်တော့မှမရအောင်ကျမတို့ကိုခွေးလို့သူတို့ကမြင်တာနော်ညီမြချင်းထားတာဒီတန်ရှင်တော်ဝိညာဉ်တော်ကို sharing လုပ်မယ်ဆိုတာတော်ညီမြဝေငါမယ်ဆိုတာဝေမျှမယ်ဆိုတော့သူတို့တော်အရင်နှမျောတာပေါ့နော်ဘယ်ဟုတ်မလဲဖခင်အကျဉ်းစီကကျမတို့ကိုလည်းဝိညာဉ်တော်ရရှိစေတယ်ယေရှုကိုလည်းရရှိစေတယ်လေဝါကရိုင်းမှာကျမတို့အားလုံးကိုချုပ်ထားတာဖြစ်တယ်ဟာလေလုယာ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 အကြောင်းဒီကနေ့ကျမတို့ချင်းတောင်တွေမှာလေဟိုအဖွဲ့ဒီအဖွဲ့နဲ့တိုက်ပြီးမှအသက်တွေများကြီးကျမတို့လေအစိမ့်သိနေကျမတို့ထားတယ်နော်လေဝါကရိုင်းပြန်သွားဖို့အရေးကြီးတယ်လေဝါကရိုင်းတရားကိုတကယ်စဉ်းစားပြီးကျမတို့မျက်ရည်ကျဖို့အချိန်တန်ပြီဟိုဟာဒီဟာဒါရီနိုင်ငံမတည်မြဲတဲ့နိုင်ငံဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့ကျမတို့ပြည်နယ်တစ်ခုကိုအုပ်ချုပ်ရေးနဲ့ကိုရတော့ဘယ်လောက်ကြီးပါဖြစ်မလဲ
အဓိကဖယားအောင်ချုပ်တော်သူများဖယားတခင်နိုင်ငံတော်ထဲမှာဝင်ကြဖို့ပဲအရေးကြီးတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဖျားရှင်နာမည်ချင်းခွင့်ပေးပါစေမျက်စိကိုဖွင့်ပေးပါစေအာမင်ကျမတို့က the kingdom of God ဖယားရဲ့နိုင်ငံတော်ကျမတို့ထဲမှာတည်ထောင်ဖို့ပဲအရေးကြီးတယ်ချင်းပြည်နယ်တည်ထောင်ဖို့တော့ကျမတို့တို့တော့မျောလင့်စရာမရှိတဲ့တေခံဖို့ဒါမျိုးဆရာကောင်းတယ်ယေရှုအတွက်အသက်တေခံကြဖို့ဖြစ်တယ်ယေရှုအတွက်ကျမတို့အသက်ဆက်တည်ရဖို့ဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့အာမင်အာမင်အာမင်သူတွေကတော့တိုင်းပြည်အတွက်တေမယ်ပေါ့ဒီတုန်းကတော့ဦးနေဝင်းခက်တုန်းကကျမတို့ဒါမျိုးနဲ့တစ္ဆာတွေဘာတွေဆိုခဲ့တာကိုအလန်တော်ရှိမဟုတ်လားတစ္ဆာရှိပါပြီဆိုတာနော်အလားနလေးပြုအဲ့ဒီတော့ကဘယ်တိုင်းတစ်ပါးမှမထွက်ကြဘူးဆိုတော့ကျမတို့ကတေးလောက်အောင်ဒီတောင်မြောက်ကိုရီးယားတောင်ကိုရီးယားတွေလို့ပေါ့ဟုတ်တယ်လားမြောက်ကိုရီးယားတွေလို့ပေါ့မတူဆရာကြီးနာမည်ပါလဲဓမ္မရနာမည်Kim Jong-un ဦးဆောင်သွားတယ်လို့ကျမတို့ကပိတ်နေအောင်ဒီထဲမှာနေပြီးကျမတို့အိမ်မှာဆိုရင်ဦးနေဝင်းတပုံရှိတယ်ဆိုအရာတဘောချလူတိုင်းအိမ်မှာဦးနေဝင်းတပုံရှိတယ်ဘိုးချုပ်အောင်ဆန်းတုတ်တပုံရှိတယ်ကျမတို့ချင်းလူမျိုးတွေတွားကြည့်နော်အဲ့ဒီအရင်တုန်းကပါတီကောင်စီခက်တုန်းကနော်ကျမပြောချင်တာကပါလေကျမတို့ကလင်ဗမာပြည်တွတ်တောင်အသေးခံရဲမဲ့လူတွေအများကြီးနော်ဒါတည်းမကဘူးနော်အခုချင်းလူမျိုးအတွက်တေခံမလို့ရှိတယ်အမျိုးရှိသေးတယ်သူတို့ family clan နဲ့ဒါတွားနေအောင်မှာတေးစိတ်တွားအောင်မှာဖျားရှင်ကကျမတို့ပြောတာလောကတိုင်းတရားအားဖြင့်ကျမတို့ဒီမတူတော်သူများဒီတခုတည်းဖြစ်ဖို့ယေရှုလာတာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဘုရားရှင်ကလောကတိုင်းအားဖြင့်ကျမတို့အချင်းချင်းချစ်ပြီးတော့ခွင့်လွှတ်ပြီးတော့လောကတိုင်းအားဖြင့်ကျမတို့ဒီကဘာလုံးမှာကဘာပေါ်မှာသွားပြီးတော့ဒီအကြောင်းကိုတည်ခံပြီးမှအသေးခံရဲဖို့ကျမတို့ခေါ်တာပါအာမင်အဲ့ဒီကားတိုင်းတရားကြောင်းကိုကျမတို့လာကောင်းနားလည်ဖို့အရေးကြီးတယ်ကောင်းနားလည်ဖို့အရေးကြီးတယ်ဒီအပေါ်မှာအသေးခံခြင်းစတဲ့ခြင်းဆိုတာယေရှုခရစ်မိုက်မဲလို့အသေးခံတာမဟုတ်ဘူးသူနှလုံးသားထဲမှာတင်းနဲ့ကျွန်တော်ကိုစင်စားတဲ့အခါမှာချစ်လို့အသေးခံတာဖယားခမဲတော်ဖယားရဲ့ planning အစီအစဉ် mission ကိုပြည့်စုံစေဖို့ဖြစ်တယ်လောကမှာကြွဆင်းလာတယ်ဆိုဘယ်လွယ်မလဲစဉ်းစားကြည့်ပါအမြင့်ကလေးကနေနည်းနည်းနှိမ့်ကြတဲ့အိမ်အခုဝယ်ထားတဲ့အိမ်ကောင်းကနေနည်းနည်းလေးနှိမ့်တဲ့အိမ်မှာတွားဖို့အစဉ်ဖြစ်ခဲ့မယ်ဆိုရင်စိတ်ထဲမှာပြောတောင်ပြောမှာမဟုတ်ဘူးနော်တရားတွေဖွဲ့ကိုကျွန်မအဝင်ဂေလိပြောပြီးတော့ယေရှုခရစ်မတ်နေ့မှာပေါ့နော်အဝင်ဂေလိအကြောင်းပြောပြီးတော့နားလည်နိုင်ဆုံးဖြစ်ဖို့ဆိုပြီးတော့ကောင်းကင်သားကလူသားဖြစ်လာတာမတူညီတဲ့ဟာကိုကျွန်မပြောတယ်ဒါဆိုရင်ဘာနဲ့နိုင်ကောင်းမလဲဆိုတော့လူငယ်တွေလည်းနားလည်နိုင်ဖို့ကျမတို့လူသားနဲ့ခွေးနဲ့နိုင်လိုက်တယ်ကျမတို့ခွေးတွေတိတ်ချစ်တယ်ဆိုတော့လူငယ်လေးတွေလည်းခွေးတွေတိတ်ချစ်တယ်ဆိုတော့ကျမပြောလိုက်တာခွေးတွေအစင်မှာခင်ဗျာခွေးတွေအတက်ခံရမယ်ဆိုရင်ပိုက်စိတ်တိုက်အိမ်မှာလိုက်ရှာမယ်ဆိုရင်ခွေးကိုတိတ်နေနော်မင်းဒီမှာလာတတ်တော့မယ်အိမ်ဆိုတော့မင်းကကြောင်ထဲမှာဒီကိုပုံခိုင်းမယ်ဒါမဲ့မင်းအတန်မပြုတ်နဲ့ဆိုရင်ဒီခွဲ့နားလဲမလားနားမလဲဘူးသူ့ထက်နေရာကနေမပြောရင်သူကဝိုးဆိုပြီးတော့သူအော်မှာပဲဆိုတော့သူမအော်ဖို့ဒီအကြောင်းနားလဲဖို့ဘာအကောင်းဆုံးလဲခွေးစကားပြောပြီးခွေးလို့ဖြစ်သွားမှာပေါ့လို့ကျွန်မပြောတယ်ခွေးစကားပြောမယ်ကဲမင်းခွေးကိုတအားချစ်တယ်မဟုတ်လားဆိုတိတ်ချစ်တယ်ဒါဆိုလို့ရှိရင်9 မိနစ်လေးပဲခွေးဖြစ်သွားပြီးမှဒီအကြောင်းကိုသွားပြောမယ်ဆိုရင်ဒီခွေးလေးကဟုတ်လားဒီလိုပလိတ်နေလာမယ်ဆိုရင်ကျွန်တော်တတိထားပါမယ်ပေါ့နော်အဲ့ဒီလိုသူပြောခဲ့မယ်ဆိုရင်ခင်ဗျားကအဲ့ဒီမှာ magic နဲ့ပေါ့နော်ခင်ဗျားလူပြန်ဖြစ်မယ်လေလို့9 မိနစ်ပဲခွေးဖြစ်မယ်ဖြစ်ချင်လားလို့ပြောတဲ့အခါကြောင်ပြီးကြီးနေတဲ့ကြောင်လေခ
နာလေးပဲနော်9 မိနစ်မကြာဘူးခင်ဗျာလူပြန်ဖြစ်မယ်ခွေးကိုမချစ်ဘူးလားချစ်တယ်တဲ့ဒါဆိုရင်ခဏလေးပဲလေခွေးဖြစ်မယ်ဆိုတော့သူတို့က no ဒါဆိုရင်5 စက္ကန့်ပဲခွေးဖြစ်သွားမယ်ဖြစ်ချင်လား no စက္ကန့်5 စက္ကန့်တောင်ခွေးမဖြစ်ချင်ဘူးကျမတို့တိတ်ချစ်တဲ့ကြောင်လေးချင်းတွေကတော့တိတ်ချစ်မချစ်ပါဘူးခွေးတွေကြောင်တွေအင်္ဂလိပ်ချားထဲမှာပြောမှာဗျအစင်ပြေတာအထူးသဖြင့်ကျမတို့ဇော်မေးတွေဆိုရင်တော့ဝင်းငွေလင်တာပဲတည်တာဟုတ်နော်တည်လားဝင်းငွေလင်ယူဝီအငွေလင်စင်ချာဒီခွေးကဦးကိုလုံးမယ်ဆိုတိတ်ဆလို့ကောင်းပါလေအဲ့ဒီဟာပဲတော့လူတွေကအမလေးဆေးရုံတွေဆေးခန်းတွေပြပြီး300 400ကုန်ခံပြီးတော့ခွေးမွေးတဲ့ဟာကိုသူတို့ကအငွေးလင်လို့ပြောလိုက်တော့အမလေးပဲတနာစီရပေါ့အရှင်ကြားသွားလို့ရှိရင်ခလေးတွေကြားသွားရင်အရင်စိတ်နာမှာလေကျွန်တော်တို့ခလေးတွေက Americanize ဖြစ်သွားပြီမဟုတ်လားသူတို့ရစိတ်နာမှာနော်ဆိုတော့ကျွန်မပြောချင်တာကခွေးဒီလောက်တောင်ချစ်တဲ့လူတွေကလည်းပဲ9 မိနစ်ကလေးခွေးကိုကတ်တင်ဖို့ခွေးဖြစ်ဖို့မဖြစ်ချင်ဘူးဖယားအခြေအနေကနေအနိုင်ဆုံးလူသားစားတိကိုခံယူဖို့ဆိုတာတော်စင်စားရမယ့်အရာဖြစ်တယ်အဲ့ဒါကြောင့်ဖိလိပ္ပိအခန်းကြီး1မှာပြောလဲနော်ယေရှု၌ရှိတော်စိတ်နှလုံးတင်တို့၌ရှိပါသူကဖယားစင်စစ်ဖြစ်တော်လေလူယူတော့အမှုလို့သူမခံယူဘူးသူကနိုင်ကြတော့သူလို့သူကိုသူနိုင်ချခြင်းနဲ့လောကကိုလာတယ်တော့ဝခရင်တရားဆိုတာဒါလေနော်မဖြစ်ချင်းဆုံးတော့အရာမှာကျမတို့ကနိုင်ချဆိုနေလိုက်တာဒီကနေ့လောကရင်တရားကျမတို့အသက်တာထဲမှာမရှိတော့ဘူးတင်ကောင်းရင်ကျွန်ုပ်မဆိုးပါလက်ဖေးရေးဆိုင်မှာတွေ့ဘူးပါသလားဗမာပြည်မှာပြောပါဒီမှာမဟုတ်ဘူးဆိုင်ပုတ်ကလေးရှိတယ်ကျမအမေအဲ့ဒါကိုကားတယ်ကျမအမေကလည်းကျမတို့ကလေးစိတ်မပြောအောင်ထားတယ်ဆိုရင်လေတင်ကောင်းရင်ကျွန်ုပ်မဆိုးပါပဲတင်တို့လုပ်တယ်ဆိုတော့ငါလည်းစိတ်ဆိုးပါပေါ့နော်ကျမတို့ရဲ့အသက်တာကလောကရဲ့သဘောတရားကျမတို့အသက်တာမှာပြောင်းသွားပြီနော်လောကရင်ကျမတို့အရင်တုန်းကရှေးဟောင်းလမ်းကပြောင်းနေပြီတရားတွေကရှေးဟောင်းလမ်းအမှန်တိုင်းတမန်တရားမှမရှိတော့တဲ့တာပါတဲ့ဖက်ကိုရရင်နောက်တစ်ချက်ကိုပေးပါဆိုတာလေခုချိန်မှမရှိတော့ဘူးသူပါတဲ့ဖက်ရိုက်လားတရားနဲ့အမြတရားကိုစီတရားဆွဲမယ်အမန္တာလားမမန္တာရောဘာလဲပတ်စံလို့ချင်းတယ်လို့ဒီနိုင်ငံမှာတရားဆွဲတာပဲဒါကြောင့်လူတွေကသမင်းဆိုင်တွေဘာတွေတိတ်မလုပ်ရဲကြတာတရားဆွဲတာများလို့လေကျမတို့ဖက်မှာဆိုလို့ရှိရင်စပင်သူတို့စပင်လေးကိုထည့်ပြီးမင်းတို့သမင်းထဲမှာစပင်ရှိတယ်အဲ့ဒါမျိုးနဲ့ပတ်စံမပေးချင်လို့လေဝအောင်စားပြီးမှတရားဆွဲတော့ဒုက္ခရောက်နော်ကျမတို့တွေပဲဘာပြောဘယ်လိုပြောရမှမသိတော့တာနော်သူတို့စပင်ထဲလိုက်ပြီဆိုရင်ဘယ်လိုလုပ်မလဲဟလားဒီမှာစပင်ရှိတယ်နော်လူတွေတလောက်ဆိုးတာနာမင်ကတော့အမလီဖះเจ้าသွားတယ်လောက်ကြတာပဲလက်ဝကတိုင်းတဘောတရားကအိမ်ထဲမှာမရှိလင်မယားကြထဲမှာမရှိမောင်နှမထဲမှာမရှိတော့အကောင်လုံးဒီနောက်ဆုံးတော့ကာလမှာကျမတို့တဘောတရားပျောက်သွားခမဲတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်မှာ3 ပါးတဆူမှာစီစဉ်ထားတယ်ဒီကိစ္စမှာနေချာနဲ့ the word လာခဲ့မယ်လူသားတွေနဲ့ဒုက္ခခံရမယ်ဆိုတာသိတာပဲဖယားစာတိအနေနဲ့လောကကိုကြွဆင်းလာတာမဟုတ်ဘူးလေဒီလောကသားတွေကိုကဲတင်ချင်လို့လာတာဒါကြောင့်မို့ဆင်းလာရတာဒါကြောင့်ဆင်းလာရတာဒါကြောင့်ဒီတဲ့ဝါကရင်တရားဟာအလုံးပဲနဲ့နေတယ်ကျမ်းစာဖတ်တိုင်းမှာကြည်ပါရှင်ပေါလုကြီးကကားတိုင်းကိုကြည့်တဲ့အခါမှာငါအတွက်အသေးခံပွားတဲ့ယေရှုခရစ်တော်ဒီကနေ့ကျမတို့သိတဲ့လောကတိုင်းတရားတွေပါလေ
on behalf of me for my sake for my sin ကျွန်တော်ရဲ့ကျမရဲ့အပြစ်ဒုက္ခခံရမယ်ဒဏ်ကိုသူယူသွားတယ်ကျမကလွတ်သွားတယ်လက်ဝါးကားတိုင်းကကျမကလွတ်တယ်ကြည်လိုက်အိုးငါကိုစားသေးသွားတယ်ဒါကပထမအဆင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ကိုမတတ်နိုင်တဲ့အရာ तू အပေးဆက်သွားတယ်ဒါပထမအဆင့်လက်ဝါးကားတိုင်းဒါမဲ့ဂလာတိခန်းကြီးနဲ့20မှာနော်ဖတ်ရမလားအလူကြီးရမယ်လို့ယုံကြည်တယ် I've been crucified with Christ နော်ကဲဂလာတိကိုကြည့်မယ်ဂလာတိခန်းကြီးနဲ့အငယ်20မှာကြည့်မယ်နော် I've been crucified with Christ nevertheless I live ဆိုတာနော် Oh sorry ဂလာတိခန်းကြီးနဲ့ဟုတ်တယ်ဝါရစာခန်းကြီးနဲ့အငယ်20မှာငါဒီခရစ်တော်နဲ့အတူအသေးခံတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဖတ်ကြရအောင်ပါလိုက်ဆိုပေးကြမလားရှိပါသလားမသိပါဘူးเนาะကဲလိုက်ဆိုပေးပါတော့ဖြစ်၍ငါအသက်ရှင်ဒီမှာငါကိုယ်တိုင်မဟုတ်တော့ပဲခရစ်တော်ဒီငါ၌အသက်ရှင်တော်မူ၏ယခုကာလ၌ယခုကိုကာယ၌ငါအသက်ရှင်သည်မှာငါကိုချီ၍ငါအတွက်မိမိကိုယ်စွန့်တော်မူသောဖျားသခင်၏သားတော်ကိုယုံကြည်ခြင်းအပြင်အသက်ရှင်ခြင်းဖြစ်၏ဒီမှာတော့နည်းနည်းသူကဗမာစကားပြောင်းသွားတယ်သူပြောချင်တာကငါဒီခရစ်တော်နဲ့အသေးခံပြီးအင်္ဂလိပ်မှာ I've been crucified with Christ ဆိုတော့လောကတိုင်းမှာအသေးခံတဲ့သူကပထမမှာကျမတို့နားလည်ဖို့ကငါအစာငါကိုစားငါအပြစ်အတွက်ဖြစ်တဲ့ငါမသေးပဲနဲ့သူတေဆုံးသွားတယ်ဆိုတော့ဝမ်းတာလိုက်တာငါလွတ်သွားတယ်ဆိုတဲ့ဟာဖြစ်တယ်ဒါကပထမအဓိပ္ပာယ်ဒုတိယသဘောတရားလက်ဝါးကားတိုင်းကပါလေအော်သူပဲသိသလားဆိုပြီးတော့ကြည့်တဲ့အခါမှာမဟုတ်ဘူးငါလည်းပဲသူနဲ့အသေးခံတယ်ဆိုတဲ့သဘောတရားအခုငါရှင်တဲ့အသက်ဟာဒီလက်ဟာငါလည်းမဟုတ်ဘူးဒီမျက်စိဟာငါမျက်စိဒီအုံနောက်ငါချစ်တော့တယ်ငါဥစ္စာမဟုတ်တော့ဘူးသူအသက်ရှင်တဲ့အတိုင်းငါလည်းအသက်ရှင်တယ်လို့အဓိပ္ပာယ်ရှိတယ်အာမင်ဒါကဒီဥစ္စာကိုဘယ်နေရာမှာကြိုတင်ပြီးတော့ပြောထားလဲဆိုရင်ဟေရှာယအခန်းကြီး53မှာပြောထားတယ်ကြည့်ကြရအောင်ဟေရှာယ53မှာအငယ်9မှာကြည့်ပါကဲဒီထဲမှာပဲပါမလို့ကျွန်မရှာကြည့်ပါမယ်ဟေရှာယ53အငယ်9ဟုတ်ပြီကဲကြည့်မယ်ဆက်ပြီးမှအငယ်9မှာတော့သူသည်ရစ်ဆက်ကြမ်းကြုံမှုကိုမပြုသူဤနှုတ်၌လိန်လေလက်ဖြတ်ခြင်းမရှိတော့လဲသူကိုဆိုးရုပ်သောသူတို့နှင့်အတူမြုပ်နှံရန်စီရင်ကြ၏သူတည်သောအခါချမ်းသာသောသူရှိ၏သူ၌သူတည်သောအခါချမ်းသာသောသူ၌ရှိ၏အဓိပ္ပာယ်နားလည်ကြလားဒီဗမာစကားကလည်းတမျိုးပဲနော်ကဲဒီမှာဖတ်မယ် He was assigned a grave with the wicked and with the rich in his debts though he had done no violence nor was any deceit in his mouth အပြစ်မလုပ်ဘူးဘာမှ
မကောင်းတာမလုပ်ပေမဲ့သူသည်နော်ဆိုတော့ in his death ဆိုတော့နေရာမှာအင်္ဂလိပ်လိုမှာလဲ death death သူတေခြင်းလို့ပြောတဲ့အခါမှာသူတေသွားတဲ့အခါမှာလို့ပြောတဲ့အခါမှာအမြာ plural နဲ့ Hebrews လို့ရေးထားတယ်နော်အင်္ဂလိပ်မှာ singular တူတဲ့တေသွားတဲ့ပုံစံနဲ့ရေးထားတယ် prophecy ကြည့်ပါ prophecy ဆိုတာပြည့်စုံခြင်းယေရှုခရစ်အသေးခံမဲ့အခါမှာသူကိုယုံကြည်မဲ့လောကလူသားအလုံးနဲ့အတူအသေးတယ်တည်တဲ့အကြောင်းကိုသူကဒီထဲမှာဝတ်ထားတယ်ဒါကဘယ်သူမှမသိဘူးနော်ကျွန်မလည်းဆုတောင်းပြီးအရင်သိချင်တော့ဆုတောင်းအများအားဆုတောင်းကိုရောကားတိုင်းတရားကြောင်းနားလေစေပါဆိုပြီးကျွန်မဆုတောင်းလေးရှိတယ်ဒါနဲ့ကျွန်မကဟီဘရူနဲ့ပတ်သက်တဲ့ဟာတွေလေ့လာရင်းနဲ့ဗာလဲစာအုပ်ရေးထားတဲ့ဟာတွေကျွန်မဖတ်တဲ့အခါမှာအဲ့ဒီမှာပေါ်လာတယ်အဲ့ဒါကျမ်းသက်တွေတောင်မှဒါကိုတွေ့ချင်မှတွေ့မယ်ပေါ့ PhD သင်တဲ့လူတွေဒါကကျွန်မကဆုတောင်းလို့ဖះဖော်ပြပေးတာအကောင်းကင်ကနေကြလာတော့မဟုတ်ဘူးအဲ့ဒါကိုဖွင့်ပြတဲ့စာအုပ်ထဲမှာကျွန်မဖတ်မိဆိုတော့ဒီစကားမှာပြောချင်တာကယေရှုခရစ်ရဲ့တည်ခြင်းများမှာလို့ရေးထားတယ် in his death ဆိုတော့ဘာဖြစ်လို့သူတည်တာကိုသူနဲ့အတူအများကြီးတည်တဲ့ကဲတော့ Hebrews မှာရေးထားတယ်လေဆိုတာကိုကျမ်းစာဘာသာပြန်တဲ့လူနားမလဲဘူးစဉ်းစားလို့မရတဲ့အခါမှာအဲ့ဒီ plural ကိုမပါဘဲနဲ့ဒီတိုင်းတော်ရေးသွားတာဖြစ်တယ်အများကိုမရေးသွားတာဒါမဲ့ပေါလုကဒါကိုနားလေရှင်ပေါလုကနားလေယေရှုခရစ်လည်းဝါကတိုင်းမှာတေခံခြင်းဒီကျမတို့အတွက်အပြစ်စတဲ့ကိုယူသွားရုံမဟုတ်ဘဲနဲ့ဒီလိုတည်တဲ့အခါမှာလောကသားအလုံးလေးပဲသူနဲ့အတူတည်တယ်ဆိုတာကိုသူကဒီ theology ကသူ့ထဲမှာရှိပြီးပြီဒီနားလေခြင်းကယေရှုဖယားထဲမှာရှိပြီးပြီဘာဖြစ်လို့ကျမတို့အားလုံးဒီထဲမှာသူနဲ့အတူလက်ဝါးကလိုက်မှာတေခိုင်းတာလေဘာကြောင့်လဲဆိုလို့ရှိရင်သူနဲ့အတူမသေးရင်ကျမတို့ဒီထားမြောက်ခြင်းထဲမှာဝင်မှာမဟုတ်တဲ့အတွက်ဒါကြောင့်အသေးခံခြင်းကိုအာယုံစိုက်ခိုင်းတာဖြစ်ပါတယ်ဟာလေလုယာအာမင်အာမင်ဒါကြောင့်မို့ဒီမှာဒီအကြောင်းအရာဂါလာတိနှစ်20မှာပြန်ပြီးမှပေါလုပြောတဲ့အရာမှာကျမတို့နားလေရဒါနဲ့ရှင်ပေါလုကယောမထဲမှာဘယ်လိုပြောတယ်လဲဆိုရင်တော့ယောမဩဝါဒစာအခန်းကြီး9မှာအခန်းကြီး6ကိုကြည့်ပါယောမဩဝါဒစာအခန်းကြီး6ရောက်လာပြီဆိုရင် death to sin life in Christ နော်ငါတို့သူနဲ့အတူတည်တယ်ဆိုပြီးတော့နှစ်ချင်းအကြောင်းကျွန်တော်တို့ပြောတဲ့အခါဒါအမြဲတမ်းတင်ရတယ်နှစ်ချင်းခံတဲ့အခါမှာရေထဲမှာနှစ်တဲ့အခါမှာယေရှုနဲ့အတူတည်တယ်ရေထဲမှာပဲတခါတည်းနှစ်ပြီးထားခဲ့မယ်ဆိုရင်ကျွန်တော်တို့အလုံးတည်ပြီလေနော်ဒါပေမဲ့ကျွန်တော်တို့တည်င်ကပဲဒီလိုလောက်ပြပါတခါပြန်မလိုက်တယ်ဘာတဘောလေကျမတို့ဒီရေနိုင်နေချင်းခံရချင်းဟာငါဒီယေရှုနဲ့အတူအသေးခံနေအခုယေရှုတတိယနေ့မှာထမြောက်တယ်လို့ငါလည်းထမြောက်တယ်အဲ့ဒီအတိတ်ပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျမတို့ကိုဖျားရှင်ကဘာဖြစ်စေခြင်းတလဲဆိုရင်ပေါလုကဘာပြောလဲဒီမှာအခန်းကြီး6နော်ငယ်9မှာ for if we have been united with him in his death like his သူတေချင်းမှာကျွန်တော်တို့ဒီတလုံးသဝဖြစ်
ခဲ့မယ်ဆိုရင်ဟုတ်ပြီလားသူတည်ခြင်းမှာဘယ်သူတည်ခြင်းလဲယေရှုတည်ခြင်းမှာကျမတို့တလုံးတဝဖြစ်ခဲ့မယ်ဆို we will certainly also be united with him in a resurrection like his သူနဲ့အတူရှင်ပြန်ထမြောက်ခြင်းမှာလဲတလုံးတဝတယ်ဖြစ်မယ်ချစ်တော်မိတ်ဆွေတို့ oh စင်လမ်တဲ့လဝကရိုင်းကဒါတွေလုတ်ပြီးသွားပြီကျေးဇူးတော်ငါတို့လောက်တာမရှိဘူးလေဘာဖြစ်လို့ကဲတင်ချီဆုံးရှုံးမလဲပါညာနဲ့မေးခွန်းမမေးနဲ့တော့မေးခွန်းလုံးဝမဟုတ်ဘူးကိုအစားအသေးခံနေဆိုတာတိယုံနဲ့အဲ့ဒီကဲတင်ချီကပျောက်သွားနိုင်တယ်အမြတ်တိဖို့လဝကရိုင်းတဘောတယောက်နားလေဖို့ကိုအစားအသေးခံလို့ဝမ်းမြောက်ပြီးကခုံတယ်ဝမ်းတာเสียကောင်းတယ်အခုတို့တည်းချက်ချင်းတိဖို့ငါနဲ့အတူတည်းခံတယ် united with him in his death သူတည်ချင်းမှာတလုံးတဝဖြစ်ရင်သူရှင်ပြန်ထမြောက်ချင်းမှာလည်းကျမတို့တလုံးတဝသူ့လိုပဲဖြစ်မယ်ကျမ်းစာကပြောတယ်အာမင်အိုးကျမ်းစာတေချာပြန်ဖတ်ပါချစ်တော်မိတ်ဆွေတို့For we know that our old self was crucified with him so that the body ruled by sin might be done away with, that we should no longer be slave to sin. Because anyone who has died has been set free from sin. ဘာပြောတာလဲဒီမှာလူဟောင်းဒီလေဝါကရိုင်းမှာအသေးခံခဲ့ပြီးဆိုရင်တော့ပြီးသွားပြီလူဟောင်းရဲ့အုပ်ချုပ်ခြင်းမရှိတော့ဘူးဒါဆိုရင်ကျွန်တော်တို့ကျမတို့ဒီအပြည့်ရဲ့ဂျေဂျူမဖြစ်တော့ဘူးအပြည့်လောက်တာလာပြန်ပြီးနေ့တိုင်းမှလည်းဒီချိန်လာပြီဆိုရင်ကျွန်တော်ပြန်တာပဲလေပြန်ပြီးကျွန်တော်ယေရှုကိုတော့ယုံကြည်ပါတယ်လူဟောင်းမတည်ဘူးအဲ့ဒါလူဟောင်းနဲ့အတူသေးပါသေလို့ရှိရင်ဘာပြောတာလဲနော်အပြည့်ရဲ့ဂျေဂျွန်မဖြစ်တော့ဘူးဘာလို့လဲယေရှုကကျွန်တော်တို့ကို set free ဖြစ်ခိုင်းပြီဖြေလွတ်လိုက်ပြီအာမင်အပြည့်ဂျေဂျွန်မဖြစ်တော့ဘူးဆိုရင်ယောမဩဝါဒစာဒီက6ခုနှစ်တည်းဆက်ချီလိုက်ပါလားဘာရဲ့ဂျေဂျွန်ဖြစ်မလဲဖြောင်းမချီရဲ့ဂျေဂျွန်ထဲမှာတခါတည်းထည့်လိုက်ပြီဟာလေလုယာအာမင်ဒါလည်းဝကတဲ့တဘောတရားဖြစ်တဲ့အခါမှာဒီမှာကြည့်ပါရှစ်မှာ now if we die with Christ we believe that we also live with him သူနဲ့အတူသေရင်သူနဲ့အတူရှင်မယ် for we know that since Christ was raised from the dead we cannot die again ယေရှုခရစ်ထမြောက်ပြီးဖြစ်တဲ့ကြောင့်တို့တွေကတော့သေเสียမလို့ဘူးဘာလို့လဲသူနဲ့ရှင်ပြီလေthat no longer has mastery over him တေခြင်းတရားကသူ့ကိုမအုပ်ဆိုးတော့ဘူး the death he died to sin for once for all ယေရှုခရစ်အသေးခံခြင်းဒီကျမတို့အားလုံးရဲ့အပြစ်တွေတချိန်တခါတည်းပဲသူကအသေးခံသွားပြီအဲ့ဒီမှာတင်းနဲ့ကျွန်ုပ်အတွက်လဲကျွန်ုပ်လဲပဲသိတယ် but the life he lives to God အသက်ရှင်ခြင်းလည်းဖခင်အတွက်သက်ရှင်တယ်ဒါကြောင့်မို့စတဲ့မှာ in the same way count yourself dead to sin but alive to God in Christ Jesus ကျမတို့ဘယ်လိုသိမလဲယေရှုနဲ့လဝကနဲ့မယေရှုတေခံဘယ်လိုသိမလဲကျမကပြောမယ်ခင်ဗျတေးပါဆိုဟာဆရာမကျွန်တော်ဘယ်လိုတေးမလဲစဉ်းစားဆရာမေခွန်းလေးတော့ထုတ်ဆရာပေါ့အရင်တော့တိတ်နားမလဲတဲ့အခါမှာကျမကတရားဟောတာဝါမရင်ခင်တော့လို့ဆိုပါဆိုအခုတော့ဘယ်nàoလဲရှိမှာပေါ့နော်ဖုန်းကြီးကြောင်ရောင်လေးဝက်လာခဲ့မဲတီလာရောင်လေးပွေလာဆိုတော့ဝါမရင်ခင်မှာကျမတို့ကြိုက်တဲ့တရားဟောတတ်တယ်
ဟိုမရောက်ဒီမရောက်လေးတွေဟောတတ်တယ်လေနော်ကျမ်းစာကြောင်းပြီးတိုင်းတခါတည်းတရားဟောဖို့တင်တော့ကတော့အရိပ်ပဲမရှိဘူးတဲ့သူဟောတော့ဟောမှာပေါ့ပြီးတော့ပြီးသွားမှာပေါ့ဒါမဲ့နဲတော့ပြောစရာတော့မရှိဘူးပေါ့ကွာ meditation အများကြီးစင်ချင်အောင်မေ့ခြင်းအများကြီးလုပ်လာတဲ့အခါမှာနားလည်သွားတာအော်ကျမတို့ကိုဖခင်ကတေပါလို့ပြောတာကိုဟာနဲ့ကိုတေလို့မှမရတာဒါတွေတေမဲ့အကြောင်းကိုတေချင်းအကြောင်းကိုပြောနေရင်းနဲ့7မှာ6ယောမ6:7မှာ in the same way ဒီလိုပဲထိုနည်း၎င်း count yourself လို့ပြောတယ်တွေးပါထင်ပါခင်ဗျားလည်းယေရှုနဲ့အတူတည်တယ်လို့စိတ်နှလုံးထဲမှာမတ်ကြွမ်းပါလို့အဓိပ္ပာယ်ရှိတယ်ဟာလေလုယာဒါကြောင့်တည်ခြင်းဆိုတာဖခင်ကဘယ်မှမတည်ဆိုင်မစိတ်ထဲမှာတည်ခိုင်းတာဟာလေလုယာဒါကြောင့်ကျွန်တော်တို့စိတ်ထဲမှာငါတည်ပြီလို့အမြဲတမ်းခရစ်တော်နဲ့အတူငါဒီလို့ဝါကတိုင်းမှာအသေးခံပြီလို့ဒီနေရာဒီပြဿနာပဲကျွန်တော်တို့ရဲ့ပြဿနာတယောက်စီတိုင်းပြဿနာဒီနားလေးမှာပဲရှိပါတယ်နော်နားဒီနားလေးမှာ mind ခင်ဗျားရဲ့ mind ဒီနေရာမှာပါတယ်ဝင်လာတယ်မျက်စိကကြည့်တမျက်ဒီမှာဝင်တယ်စုတယ်နားကကြားတာဝင်တယ်အတုထိခံရတာအယတာအနန္တအယတာအကုန်လုံးဒီထဲမှာဝင်ဒီထဲမှာဝင်ပြီး entertain ဖြောဖြေလိုက်တယ်ဆိုအမျိုးသမီးလာလေးဘောင်းပြီးတိုလေးနဲ့ဥမာတွားနေတယ်အမျိုးသားတွေတွေ့တော့ကြည့်လားအလ္လာဟ်တခါကြည့်တာနဲ့မရတော့နောက်တစ်ခါပြန်ကြည့်ရှင်တယ်မလားအဲ့ဒါလေးကိုစိတ်နှလုံးထဲမှာထဲလိုက်ရင်ဘာဖြစ်သွားတယ်လဲဒီမှာနေတာပဲဟုတ်လားဘီလီယံဂရမ်ကဘာပြောလဲတခါကြည့်တာတော့အပြစ်မဟုတ်ဘူးတဲ့နောက်တခါပြန်လဲကြည့်တာအပြစ်ဖြစ်သွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲယေရှုနာမနဲ့ထွက်တခါတဲ့အမိန့်ပေးရမယ်မင်းကငါလက်မခံဘူးမဖြောဖြေနဲ့ကျမတို့ကလက်ကအပြစ်မလုပ်ဘူးနော်ခန္ဓာကိုယ်အပြစ်မလုပ်ဘူးစိတ်နှလုံးထဲမှာအပြစ်လုပ်နေတာနော်ခလေးတွေကမလေးဖုန်းထဲမှာသူတို့အဖေအမေစကားပြောမှတော့မလို့ချင်ဘူး I don't want to eat ဟလာသူတို့ရဲ့ဟိုနဲ့စော့တယ်အဲ့ထဲမှာသူတို့ဖြောဖြေနေအဲ့ဒီထဲမှာဒီထဲမှာဖြောဖြေနေဒီထဲမှာပျော်နေတာဟုတ်လားကျမတို့ကြည်ချင်တဲ့နိုင်ငံရေးတွေအခုပချင်းတောင်မှာဘာဖြစ်နေတယ်လဲဆိုတာဟာအိမ်ရောက်တဲ့ခါကြည်မဲ့သူတွေဘယ်နှယောက်ရှိလဲရှိတာဗောယောက်ျားတွေဆိုရင်တော့တည်င်းလေနိုင်ငံရေးလေဟုတ်တယ်မလားအမေရိကမှာဘာဖြစ်နေတယ်လဲဗမာပြည်မှာဘာဖြစ်လဲချင်းတောင်မှာဘာဖြစ်နေတယ်လဲဟုတ်လားအဲ့ဒါကယောက်ျားတွေရဲ့ထုံးစံပေါ့နော်ကျမတို့ဘောလုံးပွဲလို့မလားဘောလုံးပွဲဆိုယောက်ျားလေးတွေပေါ့နော်တညလုံးကြည့်နိုင်တယ်လေနော်ဟုတ်တယ်မလားဝါသနာပါတဲ့လူတွေပေါ့အမျိုးသမီးတွေကြတော့ဗာလဲကိုရီးယားကားတွေလည်းဖြစ်နိုင်တယ်အင်ဂျီဝစားတွေလည်းဖြစ်နိုင်တယ်အစားတောက်တွေဘာတွေချစ်မယ်ဆိုတာတွေလည်းဖြစ်နိုင်တယ်နော်ဆောလမန်နိုးကပြုံးရှာတယ်သူဆိုတော့ဘာမှမစင်စားတဲ့သူကတော့ကိုရေးဘာချက်မလဲဒီနေ့ဆိုတာညနေမှာဘာချက်မယ်ဘာစားမယ်ပဲယေရှုမရှိတဲ့လူကတကယ်ဟုတ်ပါတယ်ဒါကကျွန်မပြောချင်တာကဟိုဟာဒီဟာပေါ့လောကအရာလေးတွေပေါ့နော်ဒီနေရာဝင်လာတာဒါကဒီနေရာ control လို့အခက်ဆုံးဖြစ်တယ်ခင်ဗျာဒီနေရာနိုင်သွားပြီဆိုရင်တော့ဒီအနိုင်သွားပြီဆိုရင်ဘာဖြစ်သွားမလဲခင်ဗျာဘဝကတော့ဖြောင်းဖြူသွားပြီပါမခင်ဗျာငွေလည်းမလိုဘူးပညာလည်းမလိုသေးငွေလည်းမလိုသေးဘူးဒီဟာကိုနိုင်အောင်ထိန်းလို့ရသွားပြီဆိုရင်ခင်ဗျာတက်တာချမ်းနဲ့ချမ်းမာမယ်ငွေကလိုက်လာမယ်ကောင်းကြီးကလိုက်လာမယ်ကျမတို့ပြဿနာကဒီမှာလည်းမဟုတ်ဘူးဒီမှာလည်းမဟုတ်ကင်ဆာလည်းမဟုတ်ပါဘူးဒီနာပဲဒါကြောင့်ယေရှုကဘောလူကပြောတာ count yourself that to sin ဒီနာလေးမှာပဲစဉ်းစားခိုင်းခင်ဗျာစဉ်းစားတဲ့နေရာမှာငါဒီယေရှုနဲ့အတူတည်ခံပြီးလို့စဉ်းစားပါတွေးခေါ်ပါအမြဲတမ်းစဉ်းစားပါဒါဒီနေရာတွားချင်တယ်နှခါစဉ်းစားစုတောင်းကိုတော့တွားတိလာဒီထဲမှာပြောဆွင်စရာဝါရီရဘာအကျိုးကျဘာတွေကောင်းကြီးရရှိတယ်လဲဘာအကျိုးကျေးဇူးရှိတယ်လဲဘယ်လောက်အချိန်ကုန်သွားမလဲ
ဘယ်သူအတွက်ကြိုးရှိတယ်လဲဟေလာဝါလာနဲ့အချင်းကိုမရမယ့်ဟာတွေနဲ့အချင်းမဖြုံးနဲ့ချစ်တော်မိတ်ဆွေတို့တကယ်ငွေမဟုတ်တဲ့ဟာတွေဟိုထဲမှာကနန်းနဲ့တွားပြီးမလုံးနဲ့ကြရတို့တိတ်နဲ့ချီပြီးမှအကျွေးတွေတင်သွားမယ်ရှိတယ်ကျမတို့လူမျိုးတွေထဲမှာကျမတို့ချင်းထဲမှာရှိတယ်ဒုက္ခရောက်နေတယ်ဒီကိုပြန်ဆယ်ဖို့ခမတောင်းချီတယ်ခဏပေးပါခဏဘယ်ခဏဟုတ်မလဲဟိုမှာကတွင်းလိုက်တဲ့ခါမှာကုန်တော့ဒါပြန်ထုတ်ဖို့ပါလေဒီလောက်ပေးပါယုံလိုက်သေးတယ်တခါယုံသွားပြီဆိုရင်ခင်ဗျာဆက်သွားမှာပဲဘာလို့လဲခင်ဗျာကပြုစားခြင်းထဲမှာသူ့ trap သူ့ပိုက်ကွန်ငါးဒီဖားနဲ့ထောင်ချောက်ထဲမှာဝင်သွားထောင်ချောက်ထဲမှာဝင်သွားဒီလိုမဖြစ်အောင်ဝေးကြည့်ချင်းအောင်ချက်လွတ်မြောက်ခြင်းဆိုတာကျွန်မရေးထားတာယေရှုနာမနဲ့ထွက်တယ်မဟုတ်ဘူးလေဒါကအချက်အလက်နဲ့ကောင်းကျမ်းစာနဲ့ငွေဘလို့ရှာရမလဲလောဘမချီတင်ဘူးရှိတာနဲ့ရောင်ရဲဖို့အကျွေးမရှိပဲနဲ့အသက်ရှင်ဖို့တွေဘယ်ဟာတွေဝယ်တွေဟာတွေမဝယ်အဲ့ဒါတွေအကုန်လုံးဒီမှာအတူချုံလေးနဲ့လှုပ်ထားတယ်ကျမတို့ရဲ့လင်မယားရဲ့တင်တန်းပေါ့နေ့လေမှာကျမတို့တင်တန်းမရှိတဲ့ခါမှာကျမစာအုပ်ပဲထားခဲ့ရမှာလေဒီအရောကောင်းဖတ်ပြီးလေ့လာပြီးအတူတကွhome cell တို့ဘာတို့မှာဆွေးနွေးပြီးတော့မေခွန်လေးတွေလောက်ပြီးမှအဲ့ဒါတင်ကြအဲ့ဒါဆိုလို့ရှိရင်ကျတော့မိသားစုတွေအကျွေးမရှိပဲဒီနိုင်ငံမှာကောင်းနေလို့ရမှာအာမင်အဲကြောင့်ဒီထဲကနေကျွန်တော်တို့နိုင်ဖို့ယေရှုကလုပ်ပေးသွားအာမင်ဒီကနေ့လူငယ်တွေ depression ရတယ် anxiety ရတယ်မှာယူသွားပြီးဟိုဆေးပေးခံရတယ်ဆိုတာဒီနာပဲသူတို့ပြဿနာဒီနာကနေစတာဒါကြောင့်ခင်ဗျကောင်းကြီးရချင်တယ်ဆိုရင်ယေရှုနဲ့ငါအတူသေးခံပြီးဆိုတာဒီထဲမှာနိုင်အောင်စဉ်းစားဒါပဲစဉ်းစားလောကတိုင်းစဉ်းစားငါနဲ့အတူသေးတယ်ယေရှုသေးတဲ့အချိန်မှာကိုရုပ်ပုံလဲထဲလိုက်ငါလည်းအတူသေးပြီအဲ့ဒါဆွေးမြင်းနေအောင်လောက်ဒါဆိုလို့ရှိရင်ဘာဖြစ်သွားမလဲမျက်စိနဲ့ကြည့်တင်တဲ့ဟာကိုငါသေးပြီလက်နဲ့လှုပ်တင်တဲ့ဟာငါသေးပြီပါးစပ်နဲ့ပြောလိုက်မြဟာငါသေးပြီအာမင်ငါသေးပြီ count yourself that to sin ငါအခုသက်ရှင်ပြီငါအခုသက်ရှင်ပြီဘာရှင်တာလဲယေရှုငါအထက်မှာသက်ရှင်ပြီစာတန်ကိုနိုင်တယ်ဆိုတာဒါပဲခင်ဗျာပါစထဲမှာရှိတယ်ဒီခင်ဗျာစိတ်နှလုံးထဲမှာပဲရှိတယ်အကြည့်အကျလက်နဲ့တွေတင်တ်တွေဝယ်ထားလို့နိုင်တာမဟုတ်ဘူးလူတယောက်ရဲ့ကောင်းကြီးဖျားသခင်ရဲ့ချီးမြှောက်ခြင်းဖြစ်စေတိုးတက်ခြင်းဆိုတာဒီအရာလေးတစ်ခုပဲဖြစ်ပါတယ်ချစ်တော်မိတ်ဆွေခင်ဗျာရဲ့အာယုံပြုခြင်းဖယားကိုအာယုံစိုက်ပြီးလောကအားမှာခင်ဗျာအသေးခံပြီးမိမကလာဆွမယ်စိတ်ဆိုးစရာငါသေးပြီမိမရဲ့ငါသေးပြီအဲ့လိုပြောလိုက်တော့ရန်ဖြစ်စရာရှိတာမရှိတော့ဘူးနော်မရှိတော့ဘူးငါသေးပြီမဟုတ်ရင်တော့ဗာလဲငါဘာလို့ဆွပေးနေတာငါကနေထက်တန်တယ်နော်လက်တီးလက်မောင်းနေလာပဲဟဲ့လို့အဲ့လိုလဲလုံးရတာပဲယောက်ျားတွေကပို့ပြီးတော့နော်ဗလားရှိတယ်လေနော်ခွန်အားရှိတယ်လေမိန်းကလေးတွေကပြဝေးရတော့မှာပေါ့ဟုတ်တယ်မလားကျွန်မပြောချင်တာဗာလဲအလုံးဒီ revival service မှာလာပဲဟေးဝါနဲ့ဒီလိုပဲအဲ့ဒါမှ revival ဖြစ်တာလားငါစိတ်နှလုံးထဲမှာအတည်ပြုပြင်ခြင်းရှိတဲ့အခါကျွန်တော် revival ဖြစ်တာပဲအာမင်တန်ရှင်တော်ဝိညာဉ်တော်လှုပ်ရှားတဲ့အခါမှာလေအချစ်ကျဖြစ်တဲ့ဟာတော့ရှိမှာပေါ့ကျွန်မအရင်ပထမလာတဲ့အချိန်မှာနေမကောင်းတဲ့လူနဲ့ပါနဲ့ဖြစ်တဲ့အခါမှာအမျိုးဆုံးဖြစ်တယ်လေအခုပြီးသွားပြီဒါကကျွန်မလာတော့ကပြီးသွားပြီလေပြီးတော့အခုကအစ်စ်မရှိပါဘူးကျွန်မယုံကြည်ပါတယ်ဒါကြောင့်ကျွန်မတရားထဲမှာကျွန်မထည့်ပေးတာဟုတ်တယ်နော်တရားထဲမှာလွတ်ချင်းအခွင့်ဆိုတာ you shall know the truth and the truth shall set you free တင်တို့ဒီငါတရားကိုဆက်လက်နာတယ်ဆိုရင်ယေရှုကပြောတယ်
ထိုတရားငါတပြည့်အစစ်အမှန်ဖြစ်လျက်နော်တမန်တရားကိုတည်တော်အဖြစ်ထိုတမန်တရားဒီတင်တို့ကိုလွတ်ချင်းခွင့်ပေးမယ်လောကရိုင်းတရားကလွတ်ချင်းတခါပေးပြီးပြီလေအချစ်ကျအသွေးတော်ကတန်ရှင်းချင်းပေးပြီလေအခုဘာကလွတ်ချင်းပေးမလဲနောက်ကပတ်တော်ဒီအကြောင်းကိုအသေးစိတ်သိချင်းကခင်ဗျားတို့အထက်မှာချီနှောင်ထားတဲ့အရာတွေဖြုတ်သွားမယ်ပြုတ်ကျသွားမယ်လွတ်မယ်ဒါကြောင့်သိချင်းတွေဟာတိတ်အရေးကြီးပါတယ်အာမင်မန်တော်သိချင်းဖြစ်ဖို့အရေးကြီးတယ်တမန်တရားကိုတမန်တရားအတိုင်းသိဖို့အဲ့ဒါမှစစ်မှန်တော်ချမ်းသာခြင်းစစ်မှန်တော်ကျမ်းမာခြင်းစစ်မှန်တော်ပညာတရားတွေထဲမှာကျွန်တော်တို့ဝင်မှာဖြစ်တယ်လူအကိုလူဘယ်လိုပြောမလဲအားနေတဲ့သူတွေကိုချီးမြှောက်ပြီးတော့တကယ်ကိုပညာရှိတွေဖြစ်အောင်လုပ်တာလက်ဝါးကားတိုင်းတရားပဲအာမင်နှုံချနေတဲ့ဘဝတွေကနေပြီးတော့အာယုံဆိုင်ပြီးဒီအကြောင်းကိုစဉ်းစားပြီးတော့နေတဲ့လူကအရင်တုန်းကတော့ဘာမှမဟုတ်မှလန်တလာလိုပါလိုခြေထောက်လေးကကွေးလေးပေါ့ပြောင်းတာမဟုတ်ပါဘူးကျွန်တော်တို့ deformity အဝင်ကလေးတရားရလာတဲ့ခါအင်ဂျီတွေဘာတွေကတမျိုးဖြစ်လာတယ်တောက်ပြောင်ပါလဲရေတွေချိုးလာတယ်ဟုတ်တယ်ကျွန်တော်တို့ရွာတွေမှာမမြင်ဘူးလားအဝင်ကလေးတရားကလူစီရဲ့လူနုံလူချာတွေကိုပြောင်းလဲစေတာ evangelist တွေဖြစ်လာပြီးပလင်ပေါ်တက်တဲ့အခါဖျားတကိုယ်နဲ့လှပနေကြတဲ့လူတွေဘယ်သူလေတဲ့ပြန်ကြည့်ရွာဖက်ကိုပြန်ကြည့်မျက်စိထဲမှာပြန်သွားတပ်ဘယ်သူတွေလဲဟိုမှာအယက်တမြတ်သွားနေတဲ့လူတွေမဟုတ်ဘူးလားယေရှုရဲ့လဝကရင်တရားနဲ့ထိတွေ့တဲ့အခါမှာပြောင်းလဲသွားကြတာနောက်ပိုင်းမှာကြောင်းတွေပါတက်လာပြီးပါတန်မလည်းမရှိဘူးကျန်းစာတွေပါတင်လာအင်္ဂလိပ်တွေရလာအိုးတဖြည်းဖြည်းနဲ့ဖျားကချီးပြောင်းနိုင်ငံတကာတွားတဲ့လူတွေပါတယ်ကျွန်တော်တို့ချင်းထဲမှာမရှိဘူးလားရှိတာကျွန်မကအဆရှိတာပဲတပည့်တရားကကျွန်တော်တို့ကိုချီးမြှောက်တာလေကောင်းကြီးပေးတာလေလောကတိုင်းတရားလေအာမင်အာမင်အာမင်ဟာလေလုယာဒီနိုင်ငံရောက်တဲ့ခါမှာကျွန်တော်တို့သားသမီးတွေဆရာဝန်ဖြစ်စေခြင်းအင်ဂျင်နီယာဖြစ်စေခြင်းတယ်အမှုတော်ဆောင်မဖြစ်စေခြင်းဘူးလားဒီကားတိုင်းတရားမှာတို့တွင်တင်ပေးပြီးလူဘဝပြောင်းလဲစေတဲ့အရာကိုနော်စီရနဲ့လှုပ်စေခြင်းတဲ့လုံနိုင်တဲ့အထီကိုသားသမီးတွေမဖြစ်စေခြင်းဘူးလားဆယ်တန်းမအောင်တဲ့လူကျန်းစာကြောင်းသွားခိုင်းတယ်တမပြေမှာလည်းဒီလိုပဲဟုတ်တယ်မလားပညာတတ်တဲ့လူကြတော့အမလေးဟိုဘိုးကြီးတွေဖြစ်ချင်တာနဲ့ဟိုဟာတွေအရာရှိကြီးတွေဝင်ကြီးဖြစ်ချင်တာနဲ့ဟုတ်လားဒီလောကတိုင်းတရားလောက်မြတ်တဲ့တရားပြမှာရှိတယ်ကျွန်မသွားတဲ့နေရာမှာနံပါတ်4တမနံပါတ်ဟွာရီတကယ်ကိုဖြစ်တဲ့အယိုးဆွဲနေတဲ့ဂျုံကနေတဲ့လူတွေလောကတိုင်းတရားချောင်းဒီလူတွေလွတ်မြောက်သွားတယ်နော်ဆရာဝန်တင်တန်းကောင်းပါတယ်ဆေးရုံမှာဒါပေမဲ့ကျွန်တော်တို့လောကတိုင်းတရားပြောတဲ့အခါမှာလူတွေပြောင်းလဲတာဘယ်သူမှမလုံနိုင်တဲ့လူတွေနော်ဟာလေလုယာဒီမြတ်တာလေလောကတိုင်းကြောင်းမုတ်ဒီကနေ့ဒီမှာရှိနေတာအဖိုးဖွားတွေကဒီလောကတိုင်းမျက်နိုးနဲ့သူတို့အစေခံခဲလို့သူတို့ဆုတောင်းခြင်းကြောင့်ကျွန်တော်တို့ဒီကိုရောက်လာတာကိုသားသမီးတွေကြတော့လေအမှုတော်မဆောင်ခိုင်းခြင်းဘူးလားဒီလောကတိုင်းကအသေးခံရတဲ့အရာဖြစ်ပါတယ်သူနဲ့အသေးခံခြင်းကိုကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်တတိယမှာလောကတိုင်းဟာဘာအတွက်လဲထမ်းဖို့ဖြစ်တယ်လောကတိုင်းထမ်းတယ်ဆိုတာဘာသဘောတရားလဲကိုတေမဲ့ကားတိုင်းကိုထမ်းရတာကားတိုင်းထမ်းပါလို့ပြောတာအတိတ်ပြပါလေခင်များကိုလက်ညှိုးထိုးခံရမယ့်အရာကိုခင်များပဲထမ်းသိချင်းနဲ့သွားရမယ်လို့အတိတ်ပဲရှိပါတယ်
ယေရှုနောက်ကိုလိုက်ပြီးဆိုရင်ခင်ဗျားဒီပေါက်ချက်ခံရမယ်လက်ညှိုးထိုးခံရမယ်နော်တမိုင်းခရီး by force နဲ့တော့ခိုင်းမယ်နတ်တိုင်တော့ပါဟုတ်လားပါရိုက်တယ်ဆိုနောက်တစ်ဖက်ကိုပြန်ပေးပါဆိုတာလောကတိုင်းရဲ့တဘောတရားတောင်ပေါ်ဒီတနာတွေလောကတိုင်းရဲ့တဘောတရားတွေကျွန်တော်တို့ခရိယန်မှာပျောက်နေပြီကားတိုင်းထန်ဖို့ကျွန်မနေတိုင်းဆုတောင်းတဲ့အခါမှာကိုရောလောကတိုင်းအတွက်ယေရှုတင်တယ်အမိရဲ့ကိုစားအပြည့်ဝကျွေးမလုံနိုင်တဲ့အရာကိုရောပေးဆက်တော့ကြောင့်ယေရှုတင်တယ်ကိုရောဒီလေဝါကတိုင်းမှာတမီးကိုလည်းသိစေတော့ကြောင့်ယေရှုတင်တယ်လေဝါကတိုင်းထမ်းဖို့တမီးမမေ့ပါစေနဲ့တမီးကိုမမေ့စေပါနဲ့အမြဲတမ်းဆုတောင်းတယ်သုံးခုနေတိုင်းကားတိုင်းထမ်းဖို့မမေ့ပါစေနဲ့ဘာလို့လဲကားတိုင်းထမ်းတယ်ဆိုတာရတမျှအားလုံးကိုကယူပြီးတော့အလားပါဆုံးအနေနဲ့နေဖို့မစင်စားရတော့ဘူးယေရှုစိတ်နှလုံးဝင်ဖို့ဆုတောင်းတာဖြစ်တယ်ကားတိုင်းထမ်းပါရစေကိုတော့နခုရှိတခုပေးရပါစေပေးရပါရစေအဲ့ဒီလိုဆုတောင်းတာနော်မနှမျိုးပါစေနဲ့ကိုတော့တမီလောကတိုင်းထားခြင်းကိုတင်ပါရစေဆိုပြီးတော့ဆုတောင်းအကြောင်းနေတိုင်းကျမတို့ရဲ့အသက်ရှင်ခြင်းဒီကိုမိသားစုတွေပဲအသက်မရှင်ပါနဲ့နှမျိုးเสียကောင်းတယ်ဆေဖို့တဖို့ပဲမပေးပါနဲ့ချစ်တော်မိတ်ဆွေတို့ဆေဖို့တဖို့ဆိုတာမိဘကလည်းထက်ကလေးကပေးလာခဲ့တာပဲနဲလွန်းတာပေါ့ဆေဖို့တဖို့ဆိုတာစဖို့ပဲနော်ဖျားဝိညာဉ်တော်ကအကုန်လုံးပေးပါလို့ပြောရင်ပေးရဖို့စိတ်နှလုံးပြင်ဆင်ရမယ်ဒါလည်းဝါကတိုင်းတဘောတရားနော်ပြန်မလုံးနဲ့မတုံ့ပြန်နဲ့ဆိုတာတွေဒါတွေပဲဟုတ်တယ်နော်အခုမင်းရဆရာကိုသူ့ကိုပေးလိုက်ပါပေးရမှာပဲလောကပစ္စည်းတွေဆိုတာဘယ်လောက်မက်မောဆရာရှိလဲဘာလို့နိုင်တယ်လဲဖျားသခင်ကပဲကျမတို့ကိုဒါတွေကိုအားလုံးနားလည်ပြီးလောကရင်တရားကိုနားလည်ပြီးတော့ကျမတို့ရှောက်လန်းတဲ့အခါမှာယေရှုခရစ်ကကားတိုင်းထမ်းပြီးတော့အကုန်လုံးပြီးတော့တဲ့အခါအမြင့်ဆုံးသောနေရာမှာဖျားကချီးမြှောက်တယ်အာမင်အာမင်အလကားမဟုတ်ပါဘူးကားတိုင်းထမ်းချီးတွေဆိုတာတာသမီးတွေအတွက်ကျမတို့ပြန်ရိတ်သိမ်းရမယ်ကောင်းကင်မှာရိတ်သိမ်းရမယ်နော်ဝိညာဉ်များစွာရိတ်သိမ်းရမယ်ညမပြမဘယ်လောက်ခက်ခဲလဲနော်ကိုယ်ဆွေမျိုးသားချင်းပဲမချီနဲ့လေနော်ကျမရန်စိတ်နာတဲ့တခါတလေလူတွေက post တွေကျမကြည့်တဲ့အခါမှာကျမစိတ်ထဲမှာဆုတောင်းနေပါတယ်ဒါသမီးတွေကအစဘုရားရှင်ကောင်းကြီးပေးပြီးတခုခုလုံနိုင်ဖို့မြမပြည့်ကောင်းကျိုးပေါ့နော်ပါရဟိတလုပ်ငန်းတွေလုပ်နိုင်ဖို့ကျမဆုတောင်းတယ်ဒီနေ့ကျမပြောချင်တယ်ဒီလောကတိုင်းတရားကမိုက်မဲတော့မိုက်မတိတော့သူများတွေ့မိုက်မဲချင်းဒါမဲ့ကျမတို့ဖိတ်ရန်ပြီးယုံကြည်တော့သူများတွေ့ဘုရားသခင်ရဲ့ပညာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်ခုနကတော့ကျွန်တော်တချင်းဆိုတယ်တိုင်တော်ကိုကျွန်ုပ်သည်လေးမြမီလမ်းဆုံးမှာအောင်ပန်းကိုချထားသည်ချထားမည်နော်တိုင်တော်သည်ဟုတ်လားကျွန်ုပ်သည်မိထွေသောတိုင်တော်သည်တရဖူကိုတန်နီပြင်လဲချီစိတ်နှလုံးပါစွာနဲ့ဒီတခြင်းကိုကျွန်တော်တို့အတူဆိုမယ်စိတ်နှလုံးပါစွာနဲ့ဒီစင်လမ်ဗိုင်ရမ်တဲ့ဆိုတဲ့ဥစ္စာကိုအဲ့ဒါကိုကျွန်တော်တို့ဒီဆိုပြီးတော့နှလုံးသားအပြည့်နဲ့ခရစ်တော်နဲ့ယေရှုနဲ့ငါတူတည်ပြီးဆိုပြီးတော့စက်ကပ်ဖို့ရန်အတွက်ရှေ့မှာမခေါ်ဘူးထိုင်တဲ့နေရာမှာစိတ်နှလုံးပေးဖို့ရန်အတွက်ကျွန်တော်ခေါ်ချင်တယ်အားလုံးမတည့်ရကြအောင်